တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6 နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်တွေတုန်းကကျွန်တော်ဟောသရန်မရိုက်ဖြစ်ဘူးနော်မရိုက်ဖြစ်ဆိုတော့ကျွန်တော်ဒီအတန်နေနာနေလို့ပေါ့အခုလည်းပဲအတန်တော့နည်းနည်းနာနေတော့မယ်နာနေတော့မဲဆိုရင်မဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်ရိုက်ကူးပေးခြင်းဖြစ်ပါတယ်ကျွန်တော်ယူရိုမင်္ဂလာဟောသရန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ယူရိုမင်္ဂလာချန်ကကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြတာပေါ့နော်နံပါတ်1ကတော့ဒါပုံမှန်တိုင်းဗုဒ္ဓဦးနေ့ဟာချန်ပိတ်ရဖြစ်ပါတယ်ချန်တဲ့ရက်တွေဖွင့်ပါတယ်ပေါ့နော်တနင်္ဂနွေနေ့မနေ့7 နာရီမှာခင်မွန်းကြီး10ပါအလူရရပွဲရှိပါတယ်နောက်အင်္ဂါနေ့နဲ့စနေနေ့မှာနဝင်းပွဲရရရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာကြီးလေးပါအလူရရပွဲရှိပါတယ်ကြာသပတေးနေ့မနေ့7 နာရီမှာခေါင်းစည်းမင်္ဂလာရရပြုလုပ်ပြီးတော့တောက်ကြံနေမှာတော့တရားပွဲရရပြုလုပ်ပေးပါတယ်အကြောင်းမျိုးနဲ့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့သူတွေကတော့ကျွန်တော် online ကနေပြီးတော့ဗီဒီယိုဟောစတန်တွေပေးလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးဒါတနင်္ဂနွေသားသမီးများအတွက်ကျွန်တော်တို့တဲတော့9ကတ်ပေါ့တဲတော့9ကတ်မှာပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့အလုံးနဲ့ပတ်သက်တဲ့ကံတာရာမှာကြတော့မိမိတို့အနေငယ်အလုပ်တွေထင်ငေါ်တာကြံ့ကြတာအခက်အခဲလေးတွေဂျုံနာမျိုးလေးတွေဂျုံရတတ်ပါတယ်အလုံးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးဂရုစိုက်ပြီးတော့အလောက်ကိုင်းဆောင်ရွက်ရမှအောင်မြင်မှာပေါ့နော်အလုံးမှာဒီကတော့အလုပ်တွေစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်းဆောင်ရွက်နေနဲ့မမျှော်လင့်မဲ့လမ်းလွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဟိုကနိုင်ငံခြားသွားဖို့ကြိုးစားနေတာပေါ့နော်ကြိုးစားနေနဲ့ဂျပန်သွားဖို့လုပ်နေနဲ့ဂျပန်ကြီးကကြားတယ်ဂျပန်ကိုမသွားခြင်းဘူးကိုရီးယားသွားရင်ကောင်းမလားထိုင်းသွားရင်ကောင်းမလားစသဖြင့်အဲ့လိုလမ်းလွဲတာမျိုးတွေဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကဥမာကိုယ်စုံဆိုင်ဖွင့်မယ်စတိုးဆိုင်ဖွင့်မယ်အဲ့လိုစိတ်ကူးတာစိတ်ကူးထားရင်လည်းအကြောင်းမျိုးနဲ့အဲ့ဒီကုန်းဆိုင်မဖွင့်တော့ပါဘူးစတိုးဆိုင်မဖွင့်တော့ပါဘူးတခြားအလုပ်တွေပြောင်းလို့ရင်ကောင်းမယ်စသဖြင့်အဲ့လိုလမ်းလွဲသွားတာပေါ့မိမိတို့ရည်ရွယ်ထားတဲ့မူလရည်ရွယ်ရာလမ်းကြောင်းဟာတခုအဲ့ဒါကိုကြာအကြောင်းမျိုးနဲ့အဲ့ဒီလမ်းကိုလွဲသွားတာမျိုးဖြစ်တတ်တယ်နောက်အခြေအနေနောက်နဲ့ပတ်သက်ရင်လည်းအဲ့အမျိုးပါပဲဒါမှမဟုတ်ကိုယ့်အနေနဲ့အဓိကကတော့ပြောချင်တာမူလရည်ရွယ်ထားတဲ့လမ်းကြောင်းလေးအတိုင်းပဲရှောက်တင်တယ်မူလရည်ရွယ်ထားတဲ့လမ်းကြောင်းလေးအတိုင်းပဲသွားတင်တယ်ပထမကကုန်းဆိုင်ဖွင့်မယ်ဆိုရင်ကုန်းဆိုင်ပဲဖွင့်ပေါ့ဂျပန်သွားမယ်ဆိုရင်ဂျပန်သွားဖို့ပဲဆက်လက်ပြီးတော့ကြိုးစားပေါ့သူကလမ်းလွဲသွားလို့ရှိရင်အဲ့လွဲသွားတဲ့လမ်းကြောင်းကကြတော့ပို့ပြီးတော့အစင်မပြေဖြစ်သွားတာမျိုးဖြစ်တတ်တယ်ထင်ခေါ်ကြံ့ကြာသွားတာမျိုးတွေဖြစ်တတ်တယ်ကိုရည်ရွယ်ထားတဲ့အတိုင်းကိုရည်မှန်းထားတဲ့အတိုင်းအလုပ်တွေကိုဆက်ပြီးတော့လုပ်ကိုင်းဆောင်ရွက်တဲ့အကန့်တရားမျိုးဖြစ်ပါတယ်အဓိကတော့တဲ့မိမိရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုအင်တိုက်အားတိုက်လုပ်တင်တယ်နောက်တစ်ခုကစိတ်ကူးထားတဲ့အတိုင်းပုံပေါ်ပြီးတော့လုပ်ကိုင်းဆောင်ရွက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်နဲ့ပတ်သက်ရင်တော့တိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေဧကံမုတ်ချရနိုင်တဲ့ကံတရားမျိုးပါပဲနံပါတ်2ကကြတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်မောလူမောဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့တောကခြုံရတတ်တာပေါ့နော်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်လုပ်ကိုင်းဆောင်ရွက်မယ်လို့ရည်ရွယ်ထားတဲ့ကိစ္စတွေမှာအစင်မပြေမှုလေးတွေကြုံရတတ်တယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့အဆင်ပြေတယ်လူချစ်လူခင်များတာတွေကြုံမယ်ပေါင်းသင်းဆက်ဆံရေးတွေကြုံအဆင်ပြေမယ်နော်လူအများကြီးချစ်ခင်မှုကိုကြုံရတတ်တဲ့ကံတာအစိပ်ပိုင်းမျိုးရှိတယ်။နောက်လူမှုရေးနဲ့ပတ်သက်ရင်တော့ဆိုးဆိုးရွားရွားအနှောက်အယှက်တွေပါတော့မရှိပါဘူး။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာတော့တော်တော်လေးကောင်းပါတယ်။သူက agree ဆိုတဲ့နမိတ်ကြတာပေါ့နော်။ဒီနမိတ်ကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းငွေကြေးပေါ်ကျွယ်ဝခြင်းတွေကြုံတယ်။ရစရာကြီးတဲ့ငွေတွေရမယ်ပေးစရာကြီးတဲ့ငွေတွေချောချောမောမောပေးနိုင်မယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံတာကတော့တော်တော်လေးကောင်းမှုရှိပါတယ်။နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့တနင်္ဂနွေသားသမီးတွေအတွက်ဒီကာလမှာကျမ်းမာရေးစိုးစိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေကတော့မရှိပါဘူးကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိဘူးတော်တော်လေးကောင်းပါတယ်ကျမ်းမာရေးညံ့နေနော်ကျမ်းမာရေးပြန်ကောင်းမယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာကျတော့ဒုတ်ချောင်းနမိတ်ကြတာပေါ့နော်ဒုတ်ချောင်းနမိတ်ဆိုတာလဲ
အမှန်မှာကောင်းသောနမိတ်ဖြစ်တယ်တဲ့တော့ဖြည့်ဆို့မဲ့ဆောင်ပွဲတွေအောင်မြင်မယ်သင်တန်းတက်ဖို့ကိစ္စတွေကြိုးစားပြီးတော့အောင်မြင်မယ်အစစရအစဉ်ပြေမဲ့ကံတရားမျိုးပါပဲအဲ့တော့ခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအတွက်နည်းနည်းလေးထင်ငေါ်တာကြံ့ကြံ့တာမျိုးလေးတွေကြုံရတတ်ပါတယ်စေသက်ကြောင်းလန်းကိစ္စတွေမင်္ဂလာကိစ္စတွေနည်းနည်းလေးအစဉ်မပြေဖြစ်တတ်တယ်နောက်တစ်ခါချစ်သူရဲ့အထင်မြင်လွဲမှားခြင်းတွေခံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်မောလူမောကြုံရတတ်တယ်ပေါ့နော်တနင်္ဂနွေသားသမီးတွေအတွက်ဒီကာလမှာကျွန်တော်တို့အားလုံးကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့နည်းနည်းလေးကံတာတာမှာဆိုရင်တော့အဓိကစီးပွားရေးနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာလေးတွေကတော့ကောင်းတယ်အလုပ်တွေကတော့မူလရည်ရွယ်ထားတဲ့လမ်းကြောင်းတိုင်းဆက်လက်ပြီးတော့ရှောက်လန်းတင်တယ်ပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာလူမှုရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးစိတ်မောလူမောကြုံရတတ်တဲ့အချိန်ကာလမျိုးပါပဲအဲ့တော့ကျွန်တော်တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်းနဲ့အနီညိုရောင်းနဲ့အပြာရောင်းနဲ့ကောင်းပါတယ်နီညိုရောင်ကောင်းတယ်အပြာရောင်ကောင်းတယ်ပေါ့နော်အဲ့ဒါလေးတွေဝစ်ပါဆောင်းပါနောက်ထီတော့တာတွေကံသမဲတို့တွေဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်3စ6ဆုံးတို့6စ3ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးရမှာပေါ့နော်နောက်သစ္စာပန်းနဲ့သစ္စာပန်း6ကဲမြတ်စွာဘုရားကိုကတ်လူပူဇော်ပြီးတော့ဆူတောင်းရင်ကိုယ်မကောင်းတဲ့ကံတာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ဟောစရန်စီစဉ်လေးပြီးသွားပြီဆိုရင်တော့အဆောင်ရရာလေးတွေပြောပြပါမယ်နော်ဒါတော့ဘာဇာကြီးမင်းသိန်ခါကြီးကြီးနဲ့ပြတော့အပြီးပေါဆိုတဲ့ပတိလေးဖြစ်ပါတယ်အပြီးပေါဆိုတာတဲ့ပြည်သူချင်းပြမြောက်ခြင်းအောင်မြင်ခြင်းမှာမြို့တော်ရဲ့အလောက်ကိုင်းတွေကြံစီတွေစိတ်ကူးတွေရွယ်ချက်တွေကိုမြန်မြန်တန်တန်ပြည်သူပြမြောက်အောင်မြင်ခြင်းနဲ့ဆိုရင်တဲ့အဘမင်းသိန်ခါကြီးနဲ့ပရောက်သားနဲ့ရောပြီးတော့ပတိလေးလုပ်ပြီးတော့ဆောင်းထားလိုက်ပါတဲ့အဲဒါဆိုရင်စိတ်ကြတော့မလိုပါဘူးတဲ့စိတ်မဲ့ဆိုရင်လည်းသူ့မှာပရိစိတ်နီလေးပါပါတယ်အဲပရိစိတ်နီလေးတိုင်းစိတ်ရတာပါတယောက်နဲ့တော့မတူညီတဲ့အကြောင်းကိစ္စတွေကိုမြန်မြန်တန်တန်ပြည်သူပြမြောက်အောင်မြင်စေဖို့အတွက်ဆိုပြီးတော့ဒါကြီးပရောက်ပရိလေးပါနော်မနောမယလက်ဆောင်ပေါင်းကျုပ်ဆိုတဲ့စာအုပ်လေးထဲမှာလည်းဒီကြီးနဲ့ပရောက်အပြီးပေါဆိုတဲ့ပရိလေးအကြောင်းအဘမင်းသိန်ကအပြည့်စုံရေးထားပေးပါတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ဆောင်ရွက်ထားတဲ့လက်ဖွဲ့လေးတွေဖြစ်ပါတယ်ဒါကတော့ကျမကြီးကောင်းဖို့အတွက်တံပြန်စမနဲ့လှုပ်ထားတဲ့လက်ဖွဲ့လေးပါသူတော်ကမကောင်းတဲ့ဓာတ်တွေအောင်လန်းတက်ဆုံးတဲ့ပယောဂဓာတ်တွေနဲ့ပြူစားစီရင်နှောက်ချက်လို့မရတဲ့လက်ဖွဲ့ပါဒါကတော့ကြီးလေကြီးစမတဲ့နော်ကြီးလေကြီးစမကတော့စီးပွားရေးတက်ပါငွေကြေးနဲ့ပတ်သက်တဲ့ကံတာတွေအတွက်ကြီးလေကြီးစမဖြစ်ပါတယ်ဒါကတော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံတာတဲ့ကောင်းဖို့အတွက်လက်ဖွဲ့လေးပါပီရလက်ဖွဲ့လေးပါနော်အဲ့ဒီအင်းသုံးမျိုးနဲ့ကျွန်တော်ဆက်လွယ်လေးလည်းလှုပ်ထားပေးပါတယ်ဒီမှာဆက်လွယ်လေးယောက်ျားလေးတွေလည်းလွယ်လို့ရတယ်မိန်းကလေးတွေလည်းစောင်းလို့ရဒါကြတော့ဝါစိမ့်နီတဲ့စမဖျောင်းနိုင်လေးပါဒီနေ့ကိုတတိုင်းထွန်းကဈေးအောင်ကောင်းဖို့လို့အကျွေးပြန်ရဖို့လို့လုပ်ငန်းတွေအောင်မြင်ဖို့အတွက်အထက်ကစမလေးတွေနဲ့စီရင်ပေးထားတဲ့စမဖျောင်းနိုင်လေးဖြစ်ပါတယ်ဒါတော့ကိုယ့်ရဲ့အရေးကြီးတဲ့အခါမှာတိုင်တယ်ပြီးတော့ထွန်းရတယ်ယရနာဒီပန်ဆိုတဲ့မိထွန်းအင်းဖျောင်းနိုင်တော်ကြီးဖြစ်ပါတယ်ဆိုတော့အကြောင်းကြီးငယ်ကိစ္စကြီးကြီးမားမားကြုံမှထွန်းရတာပါဥမာအမှုဖြစ်တာတွေတန်ဖိုးကြီးအိမ်ယာမြေတွေရောင်းတာတွေနော်ယာတုတိုကိစ္စတွေအားလုံးအတွက်လှုပ်ထတာပါဒါတော့ဇီးသားရောင်းမှလေးပါတဲ့ပစ္စည်းတွေရောင်းထွက်အောင်လို့ဒါတော့ဒိုးကလေးပါနော်ဒါတော့ပီယာစည်းလေးပါဒါတော့အဆောင်ရရာပစ္စည်းလေးတွေဖြစ်ပါတယ်နည်းနည်းရမှာအခက်အခဲကြုံနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်စီရင်ပေးထားတဲ့အဆောင်ရရာအစီရင်လေးဖြစ်ပါတယ်ဒါတော့အဘာမင်းသိင်္ဂါရဲ့ကြီးပရောက်ပတိလေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအားလုံးကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်တရဏသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်တရဏသာသမီကျွန်တော်ရဲ့မိတ်ဆွေများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်က9ကချပြီးတော့ခံကြမှာဖတ်ကြပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်တွေတုန်းကကျွန်တော်ဒီအတန်နာနေတာပေါ့နော်အတန်ကြအခုလည်းပဲနာတော့မှာပဲဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေမျောနေမှာဆိုလို့ဆိုပြီးကျွန်တော်စူးစမ်းပြီးရိုက်ပေးတာပါအဲတန်းကြီးခံပေးပါအောင်နော်အဲ့တော့ပြီးခဲ့တဲ့ပတ်တွေတုန်းကအတန်နာနေတော့ကျွန်တော်က
ရိုက်ကူးရေးမလုပ်ဖြစ်ဘူးပါဘူးနော်လုံးမယ်နဲ့ကျွန်တော်ကြိုးစားတာနောက်တစ်ရက်အထိနောက်စနေနေ့အထိတောင်လုံးမယ်လို့စဉ်းစားတာဒါပေမဲ့မလုပ်ဖြစ်ဘူးအဲ့တော့ပြီးခဲ့တဲ့ဘက်ကမတင်ဖြစ်ဘူးပေါ့ဒီတော့မှတော့ဒါကျွန်တော်ကြိုးစားပြီးတော့ရိုက်ပေးတာပါအဲ့တော့ကျွန်တော်တို့ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကယူရိုမင်္ဂလာချမ်းဗုဒ္ဓဦးနေ့ဆိုရင်ပိတ်တယ်တနင်္ဂနွေနေ့ဆိုရင်ခင်မွန်းကြီး10ပါးရတရားရှိတယ်နောက်တနေ့စနေနဲ့အင်္ဂါဆိုရင်နဝင်းပွဲရတရားရှိတယ်အင်္ဂါနေ့ညဆိုရင်ဓာကြီးလေးပါးရတရားရှိတယ်ကြာသပတေးနေ့ဆိုရင်ခေါင်းစည်းမင်္ဂလာရတရားရှိတယ်နောက်တောက်ကြနေ့ဆိုရင်တော့တရားပွဲရတရားရှိတယ်လစဉ်လာတိုင်းတရက်နေ့ကနေပြီးတော့10ရက်နေ့ဒီပြည်ရင်သင်တန်းရှိပါတယ်နော်သင်တန်းတက်ခြင်းတဲ့လူတွေလည်းသင်တန်းလာတက်လို့ရပါတယ်ဒါကတော့လိုရင်းတွေ့ချင်းလေးပါပဲနော်ရတဲ့အချိန်က10မိနစ်ပဲရတာအဲ့တော့တချို့ကယူတော်မင်္ဂလာချမ်းမလာနိုင်ဘူးမလာနိုင်တဲ့လူတွေကတော့အကူအညီလဲလိုတယ်အခက်အခဲတွေလည်းရှိတယ်ဆိုရင်ကျွန်တော်ကိုထုံးစံအတိုင်းအင်တာနက်ကနေပြီးတော့အကူအညီတောင်းနိုင်ပါတယ်နော်အဲ့တော့တင်းနာသားသမီးတွေအတွက်ကျွန်တော်10ကတ်9ကတ်ချတာပေါ့နော်ဒီမှာတင်းနာသားသမီးတွေအတွက်9ကတ်ချတာတယ်နံပါတ်1ကတော့ကျယ်ပွင့်6ပွင့်တဲ့ကျယ်ပွင့်6ပွင့်ဆိုတော့ကောင်းပါသူကျယ်တယောက်ကချမ်းသာကြွယ်ဝတဲ့လူတယောက်ကကိုပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဒနာတွေကိုပေးကမ်းနေတဲ့စွန့်ကြဲနေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့တင်းနာသားသမီးတွေအတွက်ကံတာတော်တော်လေးကောင်းတယ်အလှရေဆက်လက်နဲ့မကွာဆိုတဲ့ကာလမျိုးဖြစ်ပါတယ်သူများကိုလည်းကိုကကုညီနိုင်တယ်ကိုယ်တိုင်ကလည်းအစဉ်ပြေလာမဲ့ကံတာမျိုးရှိပါတယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေစိတ်ပျော်ရွှင်ရခြင်းတွေကြုံမယ်အဲ့တော့ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာလည်းပဲတဲ့အဖက်ဘက်ကနေပြီးတော့တိုးတက်နိုင်တဲ့ကံတရားမျိုးရှိပါတယ်လုပ်ငန်းတွေတိုးတက်မယ်လုပ်ငန်းတွေအောင်မြင်မဲ့ကံတာမျိုးရှိပါတယ်အဲ့တော့လုပ်ရင်ကောင်းမလားမကောင်းလားဆိုရင်ကောင်းတာပါလုပ်တယ်မလုပ်တယ်ဆိုရင်လုပ်တယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်းတွေဧကံမုတ်ချကြုံမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒီကတော့နောက်ဝန်ထမ်းလုပ်နေတဲ့သူတွေကုမ္ပဏီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းဒီကာလတွေမှာယာတုတိုးခြင်းတွေလသာတိုးခြင်းတွေနေရာကောင်းကြခြင်းတွေတေချာပေါက်ဖြစ်နိုင်တာပေါ့နော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာဆိုရင်လည်းကျယ်ပွင့်နမိတ်ပါပဲ။ဒီနမိတ်ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တင်းနာသားသမီးတွေကအင်မတန်မှကောင်းတယ်ပေါ့နော်။ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်မှုရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်။နည်းနည်းကောင်းတာမဟုတ်ပါဘူးအများကြီးကောင်းတယ်တော်တော်ကြီးကောင်းပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရနောက်တစ်ခုကကျွန်တော်တို့ဒီလူမှုရေးကဏ္ဍတွေမှာဆိုရင်ရေခွက်နှစ်ခွက်တဲ့ရေခွက်နှစ်ခွက်ဆိုကောင်းသောအပြောင်းလဲတွေဖြစ်တယ်သူကလူတွေနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်မပြေမှုတွေကအဆင်ပြေသွားမယ်ကိုယ်မုန်းတီးနေတဲ့လူတွေကကိုယ်ပြန်ပြီးတော့အဆင်ပြေဖို့ရှိတယ်ကိုယ်ကွဲကွာနေတဲ့မိတ်ဆွေတွေပေါင်းတဲ့တငယ်ချင်းတွေနဲ့လည်းပြန်လဲပြီးတော့စုံစည်းနိုင်တဲ့ကံတရားမျိုးပါနောက်တင်းရသားသမီးတွေကငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ဒုံချောင်းနမိတ်ကြတာပေါ့နော်အတိုက်ခံဖြစ်တာပေါ့ဆွဆွဲပြောဆိုခံရတာပေါ့ငွေကြေးကိုအကြောင်းပြုပြီးတော့တင်းနာသားသမီးတွေဟာစိတ်ညစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အတိုက်ခံတွေပြောရတတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့စည်ရင်းစရာလေးတွေရှင်းရတာမျိုးတွေကြုံရတတ်တယ်ပတ်စံကိစ္စနဲ့ပတ်သက်ရင်နည်းနည်းခက်ခဲတတ်တဲ့အချိန်ကာလမျိုးပါပဲအလောက်ကန်နေကြတော့အဆင်ပြေတယ်နော်အလုံးနဲ့ပတ်သက်ရင်အဆင်ပြေတယ်စီးပွားရေးနဲ့ပတ်သက်ရင်ကောင်းတယ်တစ်ဖက်ကကြတော့ဆိုငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတွေမှာကြတော့နည်းနည်းလေးခက်ခဲတာအဲ့တော့အတိတ်ပဲပါလို့ပတ်စံမရှိလို့ခက်ခဲတာမဟုတ်ဘူးပတ်စံကိုအကြောင်းပြုတဲ့အတိုက်ခံပတ်စံကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့အထင်မြင်လွဲမှားမှုအဲ့လိုမျိုးလေးတွေကိုခယူဆိုင်ဖို့လိုအပ်တာပါကျမ်းမာရေးကံစားတာကတော့ကျဲပွင့်3ပွင့်ကျဲပွင့်3ပွင့်ဆိုတာကောင်းပါတယ်ကျမ်းမာရေးဆူဆူရွရွအညံ့ခိုက်တွေမရှိဘူးကြီးကြီးမားမားအညံ့ခိုက်တွေမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေကောင်းပါတယ်နောက်တစ်ခုကကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနည်းနည်းပြက်ပြားတတ်တာပေါ့နော်သင်တန်းတက်မယ်လို့ရွေးမှမတက်ဖြစ်တာကျောင်းတက်မယ်လို့စီစဉ်ပြီးတော့မှလွဲချော်သွားတာဥမာကျောင်းတက်နေရင်နဲ့သင်တန်းတက်နေရင်နဲ့ကိုနဲ့ကျောင်းတက်ဖို့တက်ဖက်သင်တန်းတက်ဖို့တက်ဖက်တွေနဲ့အစင်မပြေတာမျိုးလေးတွေကြုံရတတ်ပါတယ်အခြေအနေတော်နဲ့ပတ်သက်တဲ့နမိတ်မှာကြတော့တင်းနာသားသမီးတွေတော့ဟာမဲနမိတ်ကြတာပေါ့နော်ဟာမဲဆိုတော့တော်တော်လေးကောင်းပါတယ်နည်းနည်းပေါ့အများကြီးကောင်းတယ်အဲ့တော့အခြေခံတာကောင်းမယ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံတာကောင်းမယ်ကိုယ်လမ်းပြပေးမဲ့လူကိုယ်ကူညီပေးမဲ့လူကိုယ်အကြံဉာဏ်ကောင်းပေးမဲ့လူတွေနဲ့စုံစည်းရတတ်တဲ့အခြေအိမ်တော်ရင်းမျိုးဖြစ်ပါတယ်အဲ့တော့
ကောင်းတာတော့အလူရည်တဲ့လက်နဲ့မကွာတဲ့ညသားသမီးတွေကဒီကာလတွေမှာလူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်မဲ့ကံတရားမျိုးရှိပါတယ်တနင်္လာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်တွေဆိုရင်အဖြူရောင်ရဲ့အဝါရောင်ရဲ့ကောင်းပါတယ်အဖြူလေးတွေအဝါလေးတွေဝတ်ပါဆောင်းပါနော်ထီတို့တာတွေကံသမီးတို့တာဆို2ကနန်း5ကနန်းကောင်းတာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုချင်မောင်ကျော်နဲ့ဆွမ်းတော်ကပ်ပြီးတော့ဆူတောင်းမှာကိုယ်မကောင်းတဲ့ကံစားတာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသိမှာဖြစ်ပါတယ်ကဲဟောဒရန်စီစဉ်လေးကတော့ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီမှာအဆောင်ရရာပြည်သီးလေးတွေအကြောင်းကိုနည်းနည်းရှင်းပြခြင်းပါလေနော်ဒါတော့ဆရာကြီးမင်းသိန်းကရဲ့ကြီးနဲ့ဗရာအပြီးပေါင်းဆိုတဲ့ပတိလေးဖြစ်ပါတယ်နော်အပြီးပေါင်းဆိုတာဘာလဲဆိုတော့ပြည်စည်းခြင်းတို့ပြည့်မြောက်ခြင်းတို့အောင်မြင်ခြင်းတို့ပြောတာပါကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့အလုပ်ကိုင်တွေကြံစည်စိတ်ကူးတွေရွေးချက်တွေကိုတဲ့မြန်မြန်ဆန်ဆန်ပြည်စည်းပြည့်မြောက်အောင်မြင်စေခြင်းနဲ့ဆိုရင်တဲ့ကြီးနဲ့ဗရောက်သားလေးနဲ့ရောပြီးတော့ပတိလေးလုပ်ပြီးတော့စောင်းထားရုံပါပဲစိတ်စရာတော့မလိုပါဘူးစိတ်မဲ့ဆိုရင်လည်းပတိစိတ်နီးစားရှိတာပါနော်ဘာသာရေးမင်းသိန်းကရဲ့မနောမယလက်ဆောင်ဘောင်းကျုပ်တဲ့စာအုပ်ထဲမှာဒီပတိလေးဟာတဲ့တော်တော်ဆွမ်းပါတယ်တဲ့သူကအဲ့ဒါလေးနဲ့စိတ်ဓာတ်တဲ့အောင်မြင်တယ်ဆိုတဲ့အကြောင်းဒါသူ့ရဲ့မိတ်ဆွေပေါင်းတဲ့ငယ်ချင်းတွေလာတိုင်းသူကဒါလေးတွေကိုပေးတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်တို့ဆရာကြီးမင်းသိန်းကရဲ့မနောမယလက်ဆောင်ပေါင်းကျုပ်တဲ့စာအုပ်လေးထဲမှာပါပါတယ်ဖတ်ကြည့်လို့ရပါတယ်နော်ဒါတော့တချို့ကျွန်တော်ကိုယ်တိုင်လက်ဖွဲ့လေးတွေထိုးထားတာပါဒါကတော့ကျမ်းမာရေးကောင်းစေဖို့အတွက်တံပြန်စမနဲ့ထိုးထားတဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒီထဲမှာတံပြန်စမပါပါတယ်နော်ဒါကျွန်တော်လောက်ထားတာပါဒါကြတော့အစိမ်းအောင်လက်ဖွဲတဲ့အစိမ်းအောင်ကြတော့ဘာအတွက်လဲဆိုတော့စီးပွားရေးအတွက်ငွေကြေးအတွက်ငွေကြေးနဲ့ပတ်သက်ရင်ကံတရာကောင်းဖို့ကြီးလေးကြီးစမနဲ့ထိုးထားတဲ့လက်ဖွဲလေးဖြစ်ပါတယ်အစိမ်းအောင်နဲ့ဒါကြတော့အခြေမေတ္တာရေးအတွက်ပီယာလက်ဖွဲလေးဖြစ်ပါတယ်ပီယာဓာတ်မေတ္တာဓာတ်တွေအားကောင်းပြီးတော့လူချစ်လူကင်များအောင်အခြေအိမ်တော်ကြီးတွေအစဉ်ပြေအောင်လင်မယားတွေတက်အောင်ပေါ့ဒါလက်ဖွဲလေးက3ခုပါဒီအဆောင်လက်ပတ်လေးတွေလက်ဖွဲ့လေးတွေစောင်းနေတဲ့လူတွေအတွက်ကျွန်တော်ကိုယ်တိုင်လုပ်တာပါဒါအဲ့ဒီအင်း3မျိုးနဲ့ကျွန်တော်ဆက်လွယ်လေးလဲစီရင်ထားပါသေးတယ်တဲ့နော်ဒါဆက်လွယ်လေးပါဒါလေးကတော့ကိုမှလွယ်ရတာပေါ့နော်ကိုမှလွယ်တယ်အမျိုးသမီးတွေဆိုရင်လည်းလဲပေးနေပါဒီမှာလွယ်ကြပါတယ်ဒါတော့ဝါစိမ့်နီစမဖျောင်းနိုင်ပါနော်စမဖျောင်းနိုင်ရကြတော့ဈေးဆိုင်တွေအတွက်ပါဈေးဆိုင်တွေဈေးအောင်ကောင်းတနေ့တိုင်းထွန်းတာအကျွေးတွေပြန်ရအောင်နော်ငွေပေးငွေယူလုပ်ငန်းတွေနော်ဟိုလုပ်ငန်းတွေပေါ့နော်အဲ့အတွက်ကျွန်တော်တို့စီရင်ပေးထားခြင်းဖြစ်ပါတယ်တနေ့တိုင်းထွန်းရတာပါဒါတော့ယရနာဒီပံဖျောင်းနိုင်တဲ့နော်ယရနာဒီပံဖျောင်းနိုင်ကအကြောင်းကိစ္စရှိတဲ့အခါမှထွန်းရတာပါအမှုကြုံတာတို့ယာရုတို့ကြုံတာတို့တန်ဖိုးကြီးအိမ်ဟာပစ္စည်းတွေရောင်းဖို့လုပ်နေတာတို့တရားတော့ကိုမှအရေးကြီးတဲ့ကိစ္စတွေရှိရင်ဒိဋ္ဌံပြီးထွန်းရတယ်ယရနာဒီပံတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါတော့ဇီးသားရောင်းမှလေးပါနော်ပစ္စည်းတွေကိုရောင်းထွက်စေတယ်ရောင်းစွန်သေးတာပေါ့ဒါတော့ဒိုးကလေးဆောင်တဲ့ဒိုးကလေးကတော့ပြိုင်မဲ့လူမပေါ်သေးဆိုတဲ့အတိုင်းပါပဲနော်ဒါတော့ပီယာဈေးပါတဲ့ပီယာဈေးကတော့ချစ်ထုံးမပြေတဲ့ပီယာဈေးဒါလေးတွေကတော့ဒါကျွန်တော်ရဲ့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချန်ကိုလာတဲ့မိတ်ဆွေတွေကလည်းယူတော်မင်္ဂလာချန်မှာမေးလို့ရတယ်ဟောဖြစ်ရင်လည်းကျွန်တော်တို့ဆက်သွယ်နိုင်ပါတယ်နော်ကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ကဲအင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်အင်္ဂါသားသမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6 နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်နော်ပြီးခဲ့တဲ့ဘက်တုန်းကလည်းကျွန်တော်အတန်နေနာနေတော့ဒါဟိုရိုက်ကူးရေးမလုံနိုင်ဘူးဒီဘက်မှာတော့ကျွန်တော်စူးစမ်းပြီးတော့အတန်တော့နာနေတော့မှာပဲဒါပေမဲ့စူးစမ်းပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းကျွန်တော်တို့ဟောသလန်စီစဉ်လေးမစတင်ခင်မှာပေါ့နော်ယူတော်မင်္ဂလာချန်ကပုံမှန်တိုင်းဆိုရင်ဗုဒ္ဓဦးနေ့ကပိတ်ရဖြစ်ပါတယ်။ဘာစဉ်ကျွန်တော်တို့တနင်္ဂနွေနေ့မနေ့7 နာရီမှာခင်ဝန်ကြီးဆယ်ပါးရေရပွဲရှိပါတယ်။နောက်စနေနေ့နဲ့အင်္ဂါနေ့မနေ့7 နာရီမှာနဝင်းပွဲရေရရှိပါတယ်။အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါရေရအလူရေရပွဲရှိတယ်ပေါ့နော်။ကြာသပတေးနေ့မနေ့7 နာရီမှာခေါင်းစည်းမင်္ဂလာရေရပြုလုပ်ပေးပါတယ်။တောက်ကြနေ့မှာတော့ကျွန်တော်တို့တရားပွဲရေရရှိပါတယ်နော်။တချို့အကြောင်းမျိုးနဲ့
ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေအတွက်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကဒီဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီမေးလို့ရပါတယ်။ဒီတစ်ပတ်အင်္ဂါနေ့အတွက်ဟောသရန်လေးတွေကျွန်တော်တဲတော့9ချက်ချထားတာပါနော်။တဲတော့9ချက်မှာတဲ့နံပါတ်1ကအင်္ဂါသားသမီးတွေအလောက်ကိုင်းနဲ့ပတ်သက်ရင်မေတော်ကြီးနမိတ်ကြတာပါနော်။မေတော်ကြီးဆိုတဲ့နမိတ်ကြပါတယ်။ဒီကရဲ့သဘောကကြတော့သူကတိတ်ဆိတ်ခြင်းနဲ့ဉာဏ်ပညာကိုကိုးစားပြုတဲ့နမိတ်ပါ။မိမိတို့ရဲ့စီဝါရေးတွေမိမိတို့ရဲ့အလောက်ကိုင်းတွေမိမိတို့ရဲ့အကြံစီတွေတဲ့အောင်မြင်မလားဆိုရင်တေချာပေါက်အောင်မြင်မယ်တဲ့အဲ့တော့တေချာပေါက်အောင်မြင်မယ်တဲ့ဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်ကကျတော့တိုးချက်လောက်ကိုင်းတင်လားလို့မေးရင်တော့အခုလက်တလုံးမှာချက်ချင်းကြီးအကောင့်ထဲမဖော်တင်သေးဘူးသူ့ရဲ့အဓိပ္ပာယ်လုပ်ငန်းကိုအပြင်ပန်းနေပြီးတော့ကြွားဝါပြီးတော့ချဲ့တာတဲ့အတွင်းပိုင်းစီမံခန့်ခွဲမှုတွေကိုတဲ့တေချာပေါက်အရင်ကြက်ကြက်လေးလေးဖြစ်အောင်လုပ်တင်တယ်နောက်တစ်ခါစီးပွားရေးလျှို့ဝှက်ချက်တွေကိုအရေးကြီးတာသူများကိုလွယ်လွယ်ကူကူမပြောနဲ့ပေါ့နော်ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုသူများတွေသွားပြောလို့မရဘူးပြောလိုက်ရင်သူများကကိုယ်အုံနောက်ဖောက်စားသွားတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ကိုယ့်ရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းကိုယုံကြည်ပြီးတော့ကိုကအတွင်းပိုင်းတွေမှာပေါ့အတေချာဒါစီးပွားရေးလုပ်မယ်ဆိုရင်စီးပွားရေးပေါ့အလုပ်ဆိုရင်လည်းလုပ်ပေါ့ယာတုဆိုရင်လည်းယာတုအဲ့လိုမျိုးတွေကိုတေချာလေးကြိုတင်ပြင်ဆင်နေတဲ့အချိန်ကာလဖြစ်ပါတယ်လျှို့ဝှက်ပြီးတော့တိတ်တဆိတ်ပြင်ဆင်တင်တယ်တဲ့အဲ့တော့ဒါစီးပွားရေးနဲ့အလုပ်ကနေပတ်သက်ရင်တော့သူကမေတော်ကြီးနမိတ်ကတော့လှုပ်တင်တယ်လို့ပြောရမှာပေါ့နော်နံပါတ်2ကကြတော့ဒီသင်္ဃာသားသမီးတွေရဲ့ဆွေမျိုးသားချင်းဆက်ဆံရေးမှာကြတော့ဓာနမိတ်ကြတာပေါ့ဓာတရဖူလေးနဲ့သူကဓာသွားထက်ကတရဖူတဲ့အဲ့လိုထွက်လာပေါ့အဲ့တော့ဆွေမျိုးသားချင်းဆက်ဆံရေးဟာတဲ့ပြတ်သားမှုကိုအဓိကတောင်းဆိုနေတာပေါ့ဒီချိန်မှာလေကောင်းမလားဆိုမလားဆိုရင်တော့ကိုယ့်ဘက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မဲ့အချိန်မှာပဲတဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်နောက်ဆွေမျိုးတွေကြားထဲမှာမတင်မကျဖြစ်နေတဲ့ကိစ္စတွေအမွေကိစ္စငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရှိခဲ့ရင်ဒီချိန်မှာပြတ်ပြတ်သားသားရှင်းလင်းပြီးသားဖြစ်သွားပါလိမ့်မယ်တဲ့အဲ့တော့ဒီသူ့ရဲ့နမိတ်ကဓာနမိတ်ပေါ့နော်ဓာရဲ့သဘောရာတဲ့စကားပြောတဲ့အခါနည်းနည်းလေးကိုယ့်ဘက်ကပြတ်တောင်းလေးဖြစ်တတ်တာမျိုးစကားလွန်တာမျိုးတော့သတိထားသင့်ပါတယ်တဲ့မှန်တာကိုရဲရဲပြောပြီးတော့ရှင်းရမယ့်အချိန်ဖြစ်ပါတယ်ဒါဆွေမျိုးသားချင်းတွေနဲ့အင်္ဂါသားသမီးတွေကြားကံကြမ္မာကိုပြောခြင်းဖြစ်ပါတယ်စကားပြောရင်ပြတ်ပြတ်သားသားပြောပါတချို့ပြတ်သွားမယ့်ကိစ္စတွေလည်းရှိတာပေါ့နောက်လူမှုရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ကျွန်တော်တို့စွမ်းအားခြင်းနမိတ်ကြတယ်စွမ်းအားခြင်းကြတော့သူကကေတရာသာရှင်သမီးကိုအမျိုးသမီးတယောက်ကဖမ်းချုပ်ထားတဲ့နမိတ်ပါတဲ့ဒီကလေးကိုမိမမျိုးလေးကချင်းသေးကိုယဉ်ကျေးအောင်ဘယ်လိုပဲချုပ်ကင်ထားတာပေါ့နော်အဲ့တော့လူမှုရေးတို့ပေါင်းသင်းဆက်ဆံရေးတို့အစဉ်ပြေမပြေဆိုရင်တဲ့အရန်အစဉ်ပြေပါတယ်တဲ့ကိုယ်ဒုက္ခပေးမဲ့သူရန်လိုမဲ့သူတွေကိုတော့မှကိုယ်ကမေတ္တာတရားနဲ့သီးခံခြင်းနဲ့အနိုင်ယူသွားနိုင်မဲ့အချိန်ဖြစ်ပါတယ်လူမှုရေးကပဝန်းကျင်ကကိုယ့်ရဲ့စိတ်နေသဘောထားကြီးမြတ်မှုကိုလေးစားအားကြရတဲ့ကာလဖြစ်လူမှုရေးကံအထူးကံတာကောင်းတဲ့နမိတ်ပါပဲเนาะလူမှုရေးနဲ့ပတ်သက်ရင်ကံတာတော်တော်လေးကောင်းတယ်ပေါ့ကိုယ်မနာလိုတဲ့လူတွေကိုယ်တိုက်ခိုက်လိုတဲ့လူတွေကိုယ်နိုင်တဲ့စီးနေပြုလုပ်တဲ့လူတွေတော့မှကိုကအနိုင်ယူနိုင်တဲ့လူမှုရေးမျိုးဖြစ်ပါတယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတဲ့အဲ့ဒါဘာလဲဆိုတော့ဒုလူလင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကံတာဒုလူလင်းတဲ့နော်။အဲ့တော့ဒီကဘာတွေကိုညွှန်ပြတဲ့ကတ်လဲဆိုတော့သတင်းကောင်းတွေကိုတည်ဆောင်လာတဲ့ကတ်ပါ။ငွေကြေးကံကောင်းတဲ့အလုပ်အထုတ်လိုက်ထည့်လိုက်ဝင်လာမဲ့ပုံစံမျိုးထက်ကိုယ့်အတွက်မျောလင်းချက်ရောင်ကြီးတန်းလာမဲ့သတင်းကောင်းတွေအရင်ကြားပါမယ်ဒီနမိတ်ကကြတော့ဒုလူလင်နမိတ်ဆိုတာအလုပ်သစ်တို့လုပ်ငန်းသစ်တို့အဲ့ဒါတွေအကြံအသီးသစ်တွေစိတ်ကူးသစ်တွေရွေချက်သစ်တွေကိုအကြောင်းပြုပြီးတော့ငွေဝင်တာပါထိပေါက်တကယ်တော့ဒီငွေတွေအထုလိုက်ထည့်လိုက်ဝင်တာမျိုးတော့မဟုတ်ပါဘူးအကျွေးရမလားဆိုရင်အကျွေးရမလားတို့အကျွေးဆက်နိုင်မလားဆိုရင်အကျွေးဟောင်းတွေပြန်ရဖို့အဆက်အသွယ်တွေရလာမယ်ကိုယ်တိုင်လည်းအကျွေးဆက်နိုင်ဖို့လမ်းစာတွေပွင့်လာတတ်ပါတယ်ထီပေါက်မပေါက်ဆိုရင်တော့ပေါက်ခင်းရှိတယ်ဒါပေမဲ့ပထမစုထက်အလတ်စားစုမဲ့မျိုးလေးတွေဒါမှမဟုတ်ဆိုရင်မိမိတို့စီးပွားရေးလုပ်ငန်းဆောင်တာတွေကနေပြီးတော့မမျှော်လင့်မဲ့နဲ့အမြတ်ငွေရတာမျိုးတွေပို့ပြီးတော့အကျိုးပေးတတ်ပါတယ်နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးမှာကျတော့ the star ဆိုတာဒူဝင်တဲ့ကတ်ကြပါတယ်အဲ့တော့ဒူဝင်တဲ့ကတ်ရဲ့သဘောကကျတော့ကျမ်းမာရေးဆွဆွရွာဒီကာလတွေမှာညံ့တာတွေခိုက်တာတွေအဲ့လိုမျိုးတွေတော့မရှိပါဘူးဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးတွေအတွက်စိတ်ပူစရာတော့လုံးဝမရှိပါဘူးအရင်တော့ယောဂဝေဒနာခံစားနေရတာတွေ
စိတ်ဖိစီးမှုများနေသူတွေဆိုရင်တော့မှအခုချိန်မှာအန်ဩစရာကောင်းလောက်အောင်ပြန်လည်ပြီးတော့ကြမ်းမှလာပါလိမ့်မယ်တတိယမဲ့အချက်ကဘာလဲဆိုတော့ကတ်ထဲမှာသူကရေတွေသွန်းလောင်းနေတဲ့နမိတ်ပါပဲဒီတရားမလို့ရေဓာတ်ခန်း6တာမျိုးမဖြစ်အောင်ဂရုစိုက်တဲ့နဲ့ကျမ်းမာရေးတွေရေများများတောက်တဲ့နဲ့ခန္ဓာကိုယ်ရောစိတ်ပါအေးချမ်းပြီးတော့ကျမ်းမာရေးကံသာတာအထွတ်အထိပ်ရောက်မဲ့ကာလဖြစ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာမှာကြတော့မြင်းသီးရဲမဲ့နမိတ်ကြတာပေါ့နော်။ဒီကကြတော့တဲ့အဟုန်ပြင်းပြင်းနဲ့ရှေ့ကိုပြေးထွက်လာတဲ့သဘောပါပဲ။ပညာရေးနဲ့သင်တန်းကိစ္စတွေမှာတက်ကြွလွန်းနေပါတယ်တဲ့။သင်ယူခြင်းစိတ်တွေအများများပြီးတော့လင်းလင်းများများတက်မြောက်ပါလိမ့်မယ်။ဒါပေမဲ့အရန်လောကြီးပြီးတော့အစုံလိုက်လောက်တာမျိုးတဝက်တစ်ပြက်နဲ့ရပ်ပစ်တာမျိုးတော့သတိထားသင့်ပါတယ်။ဘာသာရေးဆိုရင်ယုံကြည်ချက်ပြင်းထန်တဲ့တရားစခန်းဝင်တာတရားထိုင်တာမျိုးတွေကိုအချိန်တိုအတွင်းပြင်းပြင်းထန်ထန်လုပ်နိုင်မဲ့အချိန်ကာလမျိုးနမိတ်ပါပဲ။နောက်ချိန်နောက်ရင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့သူကရွှေတင်းကားပြားနမိတ်ပေါ့နော်။ရွှေတင်းကားပြားနမိတ်ကကြတော့နောက်ဆုံးအခြေနောက်ရကံတာတဲ့အဲ့ဒါတော့ဗာလဲဆိုတော့အောင်မြင်မှုရတဲ့နမိတ်ပါပဲ။အခြေမှာအင်မတန်ခိုင်မာတဲ့အုံမြင့်ကိုတဲ့ချနိုင်မဲ့အချိန်ဖြစ်တဲ့ရုပ်ရည်ရောငွေကြေးပါပြည့်စုံပြီးတော့ကိုယ့်ဘဝကိုမြင့်တင်ပေးနိုင်မဲ့ဖူးစာဆုံးမလိမ့်မယ်ချစ်သူတွေအိမ်တော်တွေဆိုရင်တော့အခြေရတစ်ဆင့်စီးပွားရေးတွေပိုကောင်းလာတတ်ပါတယ်အတူတူအိမ်ဝဲတာခြံဝဲတာမျိုးတွေလုပ်ဖြစ်မဲ့အလုံးကိုတာယာအေးချမ်းမဲ့အိမ်တော်ရေးကံတာမျိုးရှိပါတယ်နော်ဆိုတော့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့ရောင်အနီရောင်အစိမ်းရောင်ကောင်းတယ်တေကနန်းလေးကနန်းကောင်းတယ်ပေါ့နော်အာလူဟင်းချက်ပြီးတော့မြတ်စွာဘုရားကိုစက္ကပ်လှူဒန်းတင်ပါတယ်ကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ကိုက်တွေပြပြောင်းမယ်ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ဟောဒရန်ပြီးဆိုတော့အဆောင်ရတရားလေးတွေပဲလှည့်အောင်နော်ဒါကတော့အဘဆရာကြီးမင်းသင်္ကာရဲ့ကြီးပရောက်ဆိုတဲ့ပရိလေးပါကြီးနဲ့ပရောက်အပြီးပေါက်ဆိုတဲ့လိုလည်းခေါ်ပါတယ်မနော်မိမိတို့ရဲ့အလုပ်ကိုင်းတွေအကြံစီစိတ်ကူးတွေကိုမြန်မြန်ဆန်ဆန်ပြည်စီပြည်မြောက်အောင်မြင်စေမဲ့ကြီးနဲ့ပရောက်အပြီးပေါက်ပရိလေးဖြစ်ပါတယ်ဒါတော့ဝါစိန်နီအဆောင်လက်ပတ်လေးဖြစ်ပါတယ်ကျမ်းမာရေးကောင်းဖို့အတွက်အဝါရောင်လက်ပွဲစီးပွားရေးနဲ့ငွေကြေးအတွက်နော်အကျွေးတွေတောင်းရဖို့အကျွေးတွေဆက်နိုင်ဖို့ဈေးအောင်ကောင်းဖို့စသည်ဖြင့်စီးပွားရေးငွေကြေးကံတာတွေအတွက်ဆိုပြီးတော့အစိမ်းရောင်လက်ပတ်ဒါတော့အခြေမြစ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနီရောင်လေးပေါ့ဒါတော့အင်းသုံးမျိုးလေးနဲ့ကျွန်တော်ဆက်လွယ်လေးလည်းထိုးထားပါသေးတယ်နော်ဒါတော့ဈေးတိုင်းတွေအတွက်ဝါစိမ့်တွေစမဖျောင်းနိုင်တွေဖြစ်ပါတယ်နော်ဈေးတိုင်းတွေလုပ်ငန်းတွေရှင်တွေပေါ့ဒါတော့အရေးအကြောင်းကိစ္စရှိတဲ့အခါတိုင်းနယ်သူကထွန်းရတဲ့ရတနာဒီပန်းဆိုတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါကတော့ဇီးသားရောက်မှလေးပါဒါတော့ချစ်ထုံးမပြဲတဲ့ပီယာဈေးလေးပါနော်ဒီမှာအင်းတွေထည့်ထားတယ်ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒတွေလည်းပြေဝကြပါစေနော်အကြောင်းကိစ္စအကြီးငယ်ရှိလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့မှာဖုန်းနံပါတ်လေးတွေတင်ထားပါတယ်အဲ့ကနေပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်ဘုရားသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဘုရားသာသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ဒါပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်တေရောကံကြမ္မာဖြစ်ပါတယ်ပြီးကြတဲ့ဘက်တွေတုန်းကကျွန်တော်အနေနဲ့ဒီအတန်ဝင်နေလို့အတန်နာနေလို့ရိုက်ကူးရမလို့ဖြစ်ပါအောင်เนาะဒီတစ်ပတ်မှာလည်းပဲရှင်းတော့မပြောက်သေးဘူးဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေစူးစမ်းပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ယူရောမင်္ဂလာချန်ကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်1ကတော့ဗုဒ္ဓဟူးနေ့ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချန်ပိတ်ရဖြစ်ပါတယ်တနင်္ဂနွေနေ့မနေ့7 နာရီမှာတော့ခေမွန်ကြီး10ပါအလူရရာပွဲကြီးရှိပါတယ်အင်္ဂါနေ့နဲ့စနေနေ့မှာတော့ကျွန်တော်နဝင်းပွဲရရာရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါအလူရရာပွဲကြီးပြုလုပ်ပါတယ်ဇာတာပရိနေ့မနေ့မှာခေါင်းစည်းမင်္ဂလာရရာပြုလုပ်ပြီးတော့တောက်ကြနေ့မနေ့မှာတော့တရားပွဲရရာရှိပါတယ်လစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့ဒီပေရင်လက္ခဏာဆရာပြတင်တန်းနေရှိပါတယ်เนาะအဲ့တော့တင်တန်းတက်ခြင်းတဲ့လူတွေလည်းပဲ1ရက်နေ့ကနေ10ရက်နေ့အတွင်းကျွန်တော်တင်တန်းစရင်တင်တန်းလာတက်လို့ရပါတယ်ကြိုပြီးတော့အားမှာပါเนาะအဲ့တော့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချန်မလာရောက်နိုင်တဲ့လူတွေကတော့တဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ဗီဒီမေးမြန်းလို့ရပါတယ်ဒါဗုဒ္ဓဥဒသမီးများအတွက်ကျွန်တော်တဲရောကက်လေးတွေ9ကက်ပေါ့နော်ခြားထားခြင်းဖြစ်ပါတယ်ပထမဆုံးကြားတဲ့ကက်ကတော့ဒါရှင်ပြန်ထမြောက်ပါဆိုတော့ဗုဒ္ဓဥဒသမီးတွေရဲ့အလုတ်ကိုင်းစီးပွားရေးကံကြမ္မာအတွက်ရှင်ပြန်ထမြောက်ကက်ကြပါတယ်နော်
ဒီကကြတော့ဘာကိုပြောချင်တာလဲဆိုတော့သူကကိုယ်စိုက်ပြောခဲ့တဲ့အသီးပွင့်တွေကိုတဲ့ပြန်လဲပြီးတော့ရိတ်သိမ်းရမယ်အချိန်လို့အထိပ္ပယ်ရပါတယ်အလုပ်တွေအောင်မြင်မလားဆိုရင်အရင်ကတည်းကအသေးချာကြိုးစားအားထုတ်ခဲ့တဲ့အလုပ်တွေဆိုရင်အခုအချိန်မှာအံ့ဩစရာကောင်းလောက်အောင်မြင်လိမ့်မယ်နော်ဒီရင်တော့ဘာလုပ်ခဲ့လဲပေါ့ဒီရင်တော့ဘာမှမလုပ်ဘူးဆိုရင်တော့အခုမှစပြီးတော့လုပ်ရမယ်သဘောရှိပါတယ်နောက်ယာတုတိုးတာတွေလာသာတိုးတာတွေနာမည်ကောင်းရတာတွေအဲ့ဒါတွေကတော့သေချာပေါင်းကြုံပါလိမ့်မယ်နောက်တိုးချက်ပြီးတော့လောက်ကင်တင်လာဆိုရင်တဲ့အသေးဆက်ဆက်အလုပ်တစ်ခုကိုစောက်လုပ်တာတဲ့အသေးဆက်ဆက်အခုမှစလုပ်တာတဲ့အရင်ကကိုကျွမ်းခဲ့ပြီးတဲ့အလုပ်ဟောင်းတို့ပညာဟောင်းတွေကိုပြန်ပြီးတော့အသက်သွင်းပြီးတော့တိုးချဲ့တာကအကောင်းဆုံးအောင်မြင်ဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ကိုယ်အနေနဲ့အတိတ်ပဲကတော့ကိုယ်အနေနဲ့အလုပ်ကိုင်းတွေရှားပါနေတယ်ပေါ့ဘာလို့မှမသိဘူးဆိုရင်ခေါင်းငကိုယ်တော့ဘာလုပ်ခဲ့လဲဘယ်နေရာမှာလုပ်ခဲ့လဲအဲ့ဒါတွေနဲ့ပြန်ပြီးတော့ဆက်သွယ်ချိတ်ဆက်ပြီးတော့ကြိုးစားထုတ်သင့်ပါတယ်လုပ်ရင်ကောင်းမကောင်းဆိုရင်တော့အင်မတန်မှကောင်းပါတယ်နော်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့တေရောနမိတ်ကကြတော့ the star တဲ့ star ဆိုတာဒူဝင်ကျဲနမိတ်ပါပဲအဲ့တော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဒူဝင်ကျဲတဲ့နမိတ်ထွက်တာပေါ့နော်အဲ့တော့ဆွေမျိုးတွေနဲ့ဆက်ဆံရေးအရန်ကိုကောင်းမွန်နေတတ်ပါတယ်တဲ့အရင်တော့အထင်လွဲမှုတွေစကားများတာတွေရှိခဲ့ရင်အခုချိန်မှာအားလုံးပြည်လည်သွားပါလိမ့်မယ်နော်ဆွေမျိုးတွေဒီကနေကိုယ့်အတွက်အကူအညီတွေမျှော်လင့်ချက်ရောင်ကြီးတစ်တွေရလာနိုင်ပါတယ်ကိုယ့်ရဲ့စိတ်ပီတိမှုတွေကိုမိသားစုဆွေမျိုးတွေကနားလည်ပေးပြီးတော့နှွေးထွေးဖေးမှကူညီကြမဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်ဆွေမျိုးသားချင်းတွေနဲ့ဆက်ဆံရေးပေါင်းသင်းဆက်ဆံရေးတွေကတော့အေးဆေးဆေးလေးနဲ့ဆောင်ရွက်သင့်ပါတယ်ပေါ့နော်နံပါတ်3ကကျတော့ကျွန်တော်တို့ဘုရားသားသမီးတွေအတွက်လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်ရင်တော့သူကကင်းသွားမြင်းသီးရဲမဲ့သင်္ကေတနမိတ်ကြပါတယ်ဓာတ်ကင်ထားတဲ့မြင်းသီးရဲမဲ့နမိတ်ပါသူကဓာတ်ကင်ပြီးတော့အချိန်ပြင်းပြင်းနဲ့ဒုံတိုင်းပြေးနေတဲ့သူရဲကောင်းနမိတ်ပါလူမှုပေါင်းသင်းစတဲ့မှာအနှဲငယ်သတိထားပါမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေထဲမှာစိတ်လိုက်မှန်ပါလှုပ်တတ်သူစကားကိုဒဲတိုးပြောတတ်သူတွေရှိနေတတ်ပါတယ်ကိုယ်တိုင်ကလည်းဒီချိန်မှာစိတ်လောနေတဲ့အတွက်တကယ်ချင်းမိတ်ဆွေတွေနဲ့စကားများပြီးတော့အငင်းပွားတာမျိုးတွေလွယ်ကူကူနဲ့ဖြစ်သွားတတ်တာပေါ့နော်ဒါကြောင့်လူမှုရေးမှာကိုယ်ကစကားတစ်ခွန်းမပြောခင်နှစ်ခါပြန်ပြီးတော့စဉ်းစားပါလို့အကြံဉာဏ်ပေးခြင်းပါတယ်ဒါဘိုးတော်သားသမီးတွေရဲ့လူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ကျွန်တော်တို့ပါကြလဲဆိုတော့မျောသင်တဲ့နမိတ်ကြတော့နော်မျောသင်ဆိုရဲတိုက်ကြီးတစ်ခုပြိုပြက်နေတဲ့နမိတ်ဖြစ်ပါတယ်ဒါငွေချင်းနဲ့ပတ်သက်ရင်အရန်ကိုသတိထားမဲ့အချိန်ကာလပါပဲရုပ်တရက်ငွေထွက်စရာတွေမမျောလင်းထားတဲ့ကုန်ကြစရိတ်တွေအများကြီးပေါ်ပေါက်တတ်တယ်အကျွေးတွေရမလားပေးစရာကြီးတွေပေးနိုင်မလားရစရာကြီးတွေရမလားဆိုရင်တော့ကိုရစရာကြီးတဲ့ငွေတွေအကျွေးတွေအခက်အခဲအတားအဆီးတွေရှိနေပါပြီကိုပဲစရာရှိရင်လည်းအတင်းအကျပ်အတောင်းခံရတာမျိုးကြုံတတ်ပါတယ်ထီပေါက်မပေါက်ဆိုရင်ဒီချိန်မှာကန်ဆန်းဖို့အချိန်မဟုတ်သေးပါဘူးတဲ့ငွေကြေးကိုစွန့်စားပြီးတော့ရင်းနှီးမြုပ်နှံတာထီထိုးတာမျိုးတွေကိုတော့ခေတ္တရှောင်ကျဉ်သင့်ပါတယ်ထီတဲ့ငွေကိုစနစ်တကျထိန်းသိမ်းထားဖို့အထူးလိုအပ်တဲ့အချိန်ပါပဲနော်အဲ့တော့ဘိုးတို့သားသမီးတွေပတ်စံနေရတော့လောဆယ်ထိန်းတာပေါ့ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်တော့ခွဲပလားသုံးလုံးကိုတဲ့ကိုင်းမြောက်ပြီးတော့အောင်ပွဲခံတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ကျမ်းမာရေးအရန်ကောင်းပါတယ်ပေါ့နော်ယောဂဗျာတွေကင်းရှင်းမဲ့စိတ်ရှင်လန်းတက်ကြွသတိထားမဲ့အခြေလေးတကူအဓိကပျော်ပွဲရွှင်ပွဲစားတောက်ခြင်းလို့ပြတဲ့အတွက်အစားလွန်တာတဲ့နော်ဘိုးတို့သားသမီးတွေအစားလွန်တာနောက်အချိုလွန်တာအရက်သေးတာတောက်စားလွန်တာလွန်ခဲ့ပြီးတော့ဖြစ်တတ်ပါတယ်တဲ့အစာအိမ်ယောဂသွေးကြိုးယောဂမျိုးတွေကိုသတိထားပြီးတော့ဆင်ခြင်သင့်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဘာသာရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဓာတ်သုံးလက်နမိတ်ကြတာပေါ့နော်နှလုံးသဲနှလုံးမှာဓာတ်သုံးလက်နမိတ်တိုင်းတဲ့နမိတ်ဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းကိစ္စတွေမှာတဲ့ကိုမျောလင့်ထားသလိုမဖြစ်လာလို့စိတ်ပြက်ဝမ်းနည်းရတာမျိုးစာမေးပွဲမှာအမှတ်မကောင်းလို့စိတ်ဓာတ်ကြတာမျိုးတွေဖြစ်တတ်ပါတယ်သင်တန်းတွေတဝက်တစ်ပြက်နဲ့နားလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဘာသာရေးအပိုင်းမှာကြတော့ဒီလိုစိတ်သောကရောက်နေတဲ့အချိန်မျိုးမှာတရားထိုင်တာတွေနောက်ဖရာတရားလှုပ်တာတွေကိုမိတ်ဆွေတွေရဲ့နှလုံးသားတန်ရာတွေကိုအကောင်းဆုံးပူဇော်ပေးသင့်ပါတယ်တဲ့နော်နောက်အခြေအိမ်တော်ကြီးပေါ့အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ကျဲပွင့်6ပွင့်တဲ့နမိတ်ကြတယ်
ကျဲဝင်း6ဘက်နမိတ်ကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်အခြေအိမ်တော်ကြီးကတော့အင်မတန်မှမျှတပြီးတော့အဆင်ပြေပါတယ်အပေးယူမျှတခြင်းကိုကိုစားပြုတယ်ကိုချစ်သူအိမ်တော်ဘက်ကကိုယ့်ဘမှာငွေကြေးဖြစ်စေစိတ်ပိုင်းဆိုင်ရာရဖြစ်စေကူညီထောက်ပံ့ပေးမဲ့အချိန်ခါပါပဲတယောက်ခက်ခဲဖြစ်နေရင်တယောက်ကဖေးမှကူညီပေးမဲ့နားလည်မှုရှိတဲ့အခြေရေးနားလည်မှုရှိတဲ့အိမ်တော်ရေးမျိုးပိုင်ဆိုင်ရပါလိမ့်မယ်ဒါကတော့ဘုဒ္ဓသားသမီးတွေအတွက်တပတ်တာကာလကံကြမ္မာတွေဖြစ်ပါတယ်အဲ့တော့ဘုဒ္ဓသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာနဲ့အနဲ့ရောင်နဲ့ညီညွတ်ရောင်ကောင်းတယ်ခုနှစ်ကနန်းသုံးကနန်းကောင်းတယ်ထညက်ခဲဆယ်ခဲမြတ်စွာဘုရားကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံအခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘာသာရေးမင်းသင်္ကာရဲ့ကြီးပရောက်ပရိလေးပါကိုယ့်ရဲ့အလုပ်ကိုင်ကြံစီစိတ်ကူးတွေကိုမြန်မြန်တန်တန်ပြည်စည်းပြမြောက်အောင်မြင်စေတဲ့ပရိလေးဖြစ်ပါတယ်ဒါတော့လက်ပတ်လေးတွေပေါ့နော်ဝါစိန်နီကျမ်းမာရေးကောင်းမှုတံပြန်စမနဲ့လှုပ်ထားတယ်အဝါရောင်လက်ပတ်လေးပါဒါကြတော့စီးပွားရေးကောင်းမှုငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေဖို့အတွက်အစိမ်းရောင်လက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အခြေအိမ်အောင်နဲ့ပတ်သက်တဲ့လက်ဖွဲ့လေးဖြစ်ပါတယ်လက်ဖွဲ့3ခုတိကျွန်တော်ထိုးထားပေးတာပေါ့နော်ဒါလက်ပတ်လေးတွေပေါ့လက်မှာပတ်လို့ရတာဒါတော့ဆက်လွယ်လေးပါအဆောင်ဆက်လွယ်လေးယောက်ျားလေးတွေလည်းလွယ်လို့ရတယ်မိန်းကလေးတွေလည်းလွယ်လို့ရပါတယ်ဒါတော့ဝါစိန်နီစမဖျောင်းနိုင်ဒါဈေးဆိုင်တွေအတွက်လုပ်ပေးထားတာပါလုပ်ငန်းရှင်တွေတစ်နေ့တစ်တိုင်းထွန်းရတာပေါ့နော်ငွေပေးငွေယူလုပ်ငန်းတို့ကွာလုပ်ငန်းတွေအတွက်တစ်နေ့တစ်တိုင်းထွန်းရင်ကိုယ့်ရဲ့လုပ်ငန်းတွေမှာအောင်မြင်စေတာပေါ့ဒါတော့ယရနာဒီပန်တဲ့ဖျောင်းနိုင်ဖြစ်ပါတယ်တော်တော်လေးအမှုဖြစ်တာတို့ယာတုတိုးတို့အိမ်ချမ်းမြေတိုက်တာဆောင်းရောင်းတာစတဲ့ကိုယ်မှာအရေးကြီးတယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အခါမျိုးမှာအဋိဌံပြီးထိုးရတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါတော့ချစ်ထုံးမပြေတဲ့ပီယာဈေးလေးပါဒါတော့ဇီးသားရောင်းမှလေးပါဒါဒူကလေးအဆောင်ပါဒါလေးတွေကတော့ကျွန်တော်ရဲ့တင်ထားတော့ဒါလေးတွေဩဇရန်ရိုက်တဲ့ချိန်လေးမှာထည့်ပြောပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီအပေါင်းကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလို့နော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ကြာသပတေးသာသမီကျွန်တော်ရဲ့မိတ်ဆွေအပေါင်းမင်္ဂလာပါနော်ကြာသပတေးသာသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ဖြစ်ပါတယ်တေရောက9ကတ်ချပြီးတော့ကံကြမ္မာလေးဖတ်ကြတာပေါ့နော်ပြီးခဲ့တဲ့ဘက်တွေတော့ဆိုရင်ကျွန်တော်အတန်နေနာနေတာပေါ့အတန်မထွက်ဘူးအတန်နေနာတယ်အဲဒါကြောင့်ကျွန်တော်ရိုက်ကူးရမလို့ဖြစ်ပါဘူးဒီတစ်ပတ်မှာတော့ကြောက်တော့မပြောက်သေးဘူးဒါပေမဲ့စူးစမ်းပြီးတော့ရိုက်တာပါကျွန်တော်အများရန်သတိတရားရှိပါတယ်အဲတော့ဟောဒရန်စီလေးမစားတင်ကမှာကျွန်တော်ယူရိုမင်္ဂလာချမ်းဗုဒ္ဓဦးနေ့ကပိတ်ရဖြစ်ပါတယ်เนาะဒီခါလေးကျတော့ဗုဒ္ဓဦးနေ့ပိတ်ရမှာရောက်လာတဲ့ဧည့်သည်တွေလည်းအားနာပါတယ်နောက်ကျွန်တော်တို့တနင်္ဂနွေနေ့မနေ့တိုင်းခင်မွန်းကြီး10ပါးရရာရှိပါတယ်အင်္ဂါနေ့နဲ့စနေနေ့မနေ့တိုင်းမှာနဝင်းပွဲရရာရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာတ်ကြီး၄ပါးရရာရှိတယ်နောက်ကြာသပတေးနေ့မနေ့7နာရီမှာခေါင်းစည်းမင်္ဂလာရရာရှိပါတယ်တောက်ကြနေ့မနေ့7နာရီမှာဆိုရင်တော့ကျွန်တော်တို့တရားပွဲရရာရှိပါတယ်နော်အဲ့တော့တချို့ကျွန်တော်ယူရမင်္ဂလာချောင်းမလာရောက်နိုင်တဲ့သူတွေကတော့ online ကနေပြီးတော့ဗီဒီမေးလို့ရပါတယ်တချို့ဗီဒီတွေပါဝါသနာပါတယ်ဗီဒီသင်တန်းတွေပါတက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့လစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့ဒီဗီဒီသင်တန်းတွေရှိပါတယ်နော်အခုဆိုရင်သင်တန်းတွေအနံလို့ရနေပါပြီကျွန်တော်တဲတော့ခုနှစ်ကတ်ကိုကျွန်တော်ကြိုပြီးတော့ဒီမှာအဟောကိန်းလေးတွေကြိုရေးထားတာပေါ့နော်စနစ်ကြအောင်ဒါမလို့ကျွန်တော်ဒါကြာသပတေးသားသမီးတွေအတွက်တဲတော့ကတ်ခုနှစ်ကတ်ခြားထားခြင်းဖြစ်ပါတယ်အဲ့ဒီခုနှစ်ကတ်ကိုလည်းကျွန်တော်ရေးထားတာလေးတွေကျွန်တော်ဟောပေးပါဖြစ်ပါတယ်နော်အဲ့တော့ပထမဆုံးကတော့ကျွန်တော်တို့ကြာသပတေးသားသမီးများအတွက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကံသာတာမှာကြတော့ဒုတ်ရှိချောင်းဆိုတဲ့သင်္ကေတနမိတ်ကြတာပေါ့နော်ဒီနမိတ်ကကြတော့အရှိန်အဟုန် speed အရှိန်ဟုန်ညွှန်ပြတဲ့နမိတ်ဖြစ်ပါတယ်အလုတ်ကိုင်းတွေစီးပွားရေးတွေကမိုးပြန်ပူပေါင်းတွေတက်လာသလိုတဲ့အရန်ကိုလင်းလင်းမြန်မြန်နဲ့တွတ်လက်ဖြစ်လာပါလိမ့်မယ်အရင်တော့ကြံ့ကြာနေတဲ့ကိစ္စတွေအကုန်လုံးဒီချိန်မှာဒဲလဟောပြည်စည်းအောင်မြင်သွားနိုင်တယ်တိုးချက်လုတ်ကိုင်းတင်သလားဆိုရင်တေချာပေါတိုးချက်ပြီးတော့လုတ်ကိုင်းဆောင်ရွက်တင်ပါလေအထူးသဖြင့်ဘယ်လိုလုပ်ငန်းတွေလဲကောင်းလဲဆိုတော့ online business တွေတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေနောက်ပြည်ပနဲ့ချိတ်ဆက်ပြီးလုပ်ကိုင်ရတဲ့လုပ်ငန်းတွေမှာဆိုရင်အထူးအောင်မြင်မှုရတတ်ပါတယ်
အခွင့်အရေးတွေရတယ်သူကမြားတွေပြန်လာတယ်လို့သူကတန်းစီပြီးတော့ဝင်လာမှာမို့တွေ့ဝေမနေဘဲနဲ့ဖန်ဆိုရမယ်အချိန်ဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းဆောင်တိုင်းလှုပ်တင်မလှုပ်တင်စဉ်းစားမနေနဲ့ပေါ့နော်ကြာသာပရိသတ်သမီးတွေအရှိန်အဟုန်နဲ့ကိုလှုပ်တင်ပါတယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့သူကကျဲပွင့်ရွှေတင်း၅ပြား9ပြားနမိတ်ဖြစ်ပါတယ်ဒီကဘာပြောကြလဲစောင့်ကြည့်အကဲခတ်ခြင်းသဘောကိုဆောင်ပါတယ်ဆွေမျိုးတွေနဲ့ဆက်ဆံရစိုးဝါတာမျိုးမရှိပေမဲ့အရန်ကြီးရင်းနှီးနှွေးထွေးတာမျိုးတော့မဟုတ်ပါဘူးဆိုတော့အရန်ကြီးလည်းမစိမ့်အရန်ကြီးလည်းမရင်းနှီးဘူးကိုယ့်ဘက်ကဆွေမျိုးတွေပေါ်မှာအကူအညီပေးထားတာတွေနော်နောက်ရင်းနှီးထားတာတွေရှိမယ်ဒါပေမဲ့သူတို့ဘက်ကတုံ့ပြန်မှုကကိုထင်သလောက်မြန်မြန်ဆန်ဆန်ရောက်မလာတတ်ပါဘူးဒါကြောင့်ဒီကာလမှာဆွေမျိုးအတိုင်းဝိုင်းနဲ့ပတ်သက်ရင်စိတ်ရှည်သိခံပြီးတော့အချိန်ယူဆောင်ဆိုင်ပေးရမယ်အချိန်ကာလဖြစ်ပါတယ်ကိုပေးစားတာတွေချက်ချင်းတော့ပြန်မရဘူးပေါ့နော်အထိပ္ပယ်ကတော့နောက်ပါတော့လူမှုရေးပေါ့လူမှုရေးမှာကြတော့ Queen ခွက်ပင်မဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဖလားခွက်ဖလားတွေကိုကင်ထားတဲ့နမိတ်ပေါ့နော်လူမှုရေးတဲ့ပေါင်းသင်းသက်ဆိုင်အထူးကောင်းပါတယ်မိတ်ဆွေကပတ်ဝန်းကျင်မှာအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတတ်ပါတယ်တကယ်ချင်းမိတ်ဆွေတွေကကိုယ်ရင်ဖွင့်တိုင်ပင်ကြမယ်ကိုယ်လည်းသူတို့အပေါ်နားလည်မှုအပြည့်နဲ့ကူညီပေးနိုင်မယ်အထူးသဖြင့်အမျိုးသမီးမိတ်ဆွေတွေရဲ့အကူအညီမေတ္တာတရားကိုအပြည့်အဝရရှိမဲ့အချိန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးတွေဟာလူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာကောင်းပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာမှာဆိုခွက်ပလား၃လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံတဲ့နမိတ်ပါနော်ဒါကြတော့ပျော်ရွှင်ခြင်းနဲ့ပွဲလန်းသဘင်ကိုညွှန်ပြတဲ့နမိတ်ဖြစ်ပါတယ်ငွေကြေးကံအရန်ကောင်းပါတယ်ဒါပေမဲ့ဝင်လာတဲ့ငွေဟာစုဆောင်းမိဖို့ထက်တော့ပတ်စံတွေတော့အများကြီးရတာပါနော်အဲပတ်စံတွေရတာကိုတဲ့စုဆောင်းမိတာတဲ့ပျော်ပွဲရွှင်ပွဲတွေမင်္ဂလာဆောင်တွေစားသောက်ဆိုင်တွေမှာပြန်ကုန်သွားတတ်ပါတယ်တဲ့ဒါနမိတ်ကပျော်ရွှင်ခြင်းနဲ့ပွဲလန်းသဘင် Happy Money လို့ခေါ်မှာပေါ့နော်အကျွေးကိစ္စဆိုရင်တော့မိတ်ဆွေတကယ်ချင်းတွေရဲ့အကူအညီနဲ့ပြေလည်သွားနိုင်ပါတယ်တဲ့နော်ဒီပေါက်မပေါက်ဆိုရင်တော့တယောက်တည်းထိုးတာတဲ့အကုန်လုံးစုဖွဲ့ပြီးတော့အစုလိုက်ဖွဲ့လိုက်လေးတွေကန်ဆန်းတာပို့ပြီးတော့ကောင်းပါတယ်သူကခွဲပလား၃လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံလို့ပါနောက်ကျမ်းမာရေးကြတော့ရွှေကျဲပွဲ၅ပွင့်နမိတ်ပေါ့နော်ကျဲပွဲ၅ပွင့်နမိတ်ဖြစ်ပါတယ်အဲ့တော့ဒါနည်းနည်းသတိထားမဲ့နမိတ်ပါပဲလူကအားမရှိသလိုနွမ်းနေသလိုခံစားရတတ်ပါတယ်အထူးသဖြင့်အယိုးအစစ်ကြိုက်ခဲတာဖြစ်တတ်တယ်အကြောတက်တာတွေဖြစ်တတ်တယ်ခန္ဓာကိုယ်ကအေးမိလွယ်ခြင်းတွေခယူးစားရမှာငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်လွန်းရာကနေကျမ်းမာရေးထိခိုက်တတ်တာမို့တဲ့ကျမ်းမာရေးအတွက်ငွေမနှပြောဘဲနဲ့ဖြည့်ဆွက်စားတာစေကူပေးတာလေးတွေမဖြစ်မနေလုပ်သင့်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပညာရေးကိစ္စလေးတွေပေါ့နော်ဒါကတော့လူငယ်တွေအတွက်ဆိုပြီးတော့ထည့်ဟောရတာပါသင်တန်းကိစ္စလေးတွေအဲ့ဒါဘာနမိတ်ကြလဲဆိုတော့ကျွန်တော်တို့သူကတင်ကျွဲပွဲ2ပွင့်နမိတ်ကြပါတယ်တဲ့ပြဟိုကလောကကောင်းမလို့ဒီကလောကမလို့ဗျာများနေတတ်တဲ့အချိန်မှာပဲပညာရေးမှာဘာသာရပ်2ခုသင်တန်း2ခုတပြိုင်တည်းတက်ချင်သိတွေဖြစ်မယ်အလို့တစ်ပတ်နဲ့ကြောင်းတက်နေရတာမျိုးဆိုရင်တော့အချိန်ခွဲဝေမှုတေချာကယူဆန်မောရဲ့2ခုသလုံးကပေါ့ဟိုကလည်းမပြီးဒီကလည်းမပြီးဟိုကလည်းမနိုင်အဲ့လိုမျိုးဖြစ်သွားတယ်မျှချေဖြစ်ဖို့လိုတာဘဲလန့်ဖြစ်ဖို့လိုတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံတရားတဲ့ဒုံ၅ချောင်းနမိတ်ကြတာပေါ့နော်အခြေမှာနည်းနည်းလေးစိတ်ညစ်စရာလေးတွေစိတ်ချိုထွေးစရာလေးတွေကြုံနေရတတ်ပါတယ်ချစ်သူအိမ်တော်ဘက်ကိုယ်နဲ့ကြမှာသဘောထားချင်းမတိုက်ဆိုင်တာတဲ့နော်နောက်ခဏစကားများပြီးတော့ရံဖြစ်ရတာကြုံရတတ်ပါတယ်ပြိုင်ဆိုင်မှုလေးတွေရှိနေတတ်ပါတယ်တဲ့စင်ငယ်တွေဆိုရင်ကိုယ်လူကြိုက်များနေပေမဲ့အဲ့ဒီလူတွေကြမှာပြဿနာရှင်းရတာနဲ့တင်ခေါင်းကိုက်နေရတတ်ပါတယ်တဲ့နော်ဒီခံချင်းတရားလက်ကင်ထားမှအစဉ်ပြေမဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါဇာတာပရိသတ်သမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်နော်တဲ့ကလေးတွေအဲ့တော့ဇာတာပရိသတ်သမီးတွေအတွက်ကံကောင်းသေးတဲ့အယောင်အပြာရောင်နဲ့အဖြူရောင်နဲ့ကောင်းပါ6ကနန်း2ကနန်းကောင်းတာပေါ့နော်တခွားသီးတုပ်ပြီးတော့မြတ်စွာဘုရားကိုဆွမ်းတော်ကပ်ပေါ့တခွားသီးတုပ်ကပ်ရင်ပို့ပြီးတော့ကံသာတာတွေကောင်းသေးမှာဖြစ်ပါတယ်အဲ့တော့ဟောဒရလေးပြီးပြီဆိုတော့ရေရာလေးတွေအဆောင်လေးတွေအကြောင်းပြောမယ်နော်2မိနစ်လောက်ပေါ့ဒါကတော့ဗာဇာကြီးမင်းသိင်္ခါရဲ့ကြီးပရောက်ပတိလေးပါ
ကြီးနေပြီးတော့ပြီးပေါက်လို့လည်းခေါ်တာပေါ့နော်သူကဗရောက်သားနဲ့ကြီးနဲ့ရောပြီးတော့အဆောင်ပတိလေးလောက်တာဒါလေးကစောင်းထားတာနဲ့ဆွမ်းပါတယ်စိတ်မဲ့ဆိုရင်တော့ပို့ပြီးတော့အကျိုးရှိတာပေါ့နော်မိမိတို့ရဲ့အလုပ်ကိုင်တွေကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေကိုမြန်ဆန်တက်ဖြစ်မြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ဒီပတိလေးကိုစောင်းထားလို့ရပါတယ်ဒါကတော့လက်ဖွဲ့လေးတွေပါတချို့ကအဆောင်လက်ဖွဲ့လေးတွေဝေးရတာဝါသနာပါတာပေါ့လက်မှာကျွန်တော်တို့လည်းဝါသနာပါတယ်ကျွန်တော်လက်ဖွဲ့လေးတွေထိုးထားတာပေါ့နော်ဒါကတော့အဝါရောင်လက်ဖွဲ့ကကြတော့တံပြန်စမနဲ့ကျမ်းမာရေးကောင်းဖို့သူတို့ကမကောင်းတဲ့တက်အောင်လန်းတက်ဆုံးတက်ပြောကတက်တွေနဲ့တိုက်ခိုက်လို့မရအောင်ကာကွယ်တယ်တံပြန်စမဖြစ်ပါတယ်ဒါကတော့စီးပွားရေးနဲ့ငွေကြေးတွေလက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အခြေအနှောင်းနဲ့ပတ်သက်တဲ့လက်ဖွဲ့လေးပါနော်ပီယာလက်ဖွဲ့လေးပေါ့လူချစ်လူခင်များဖို့ဒါကတော့ဆက်လွယ်ပါကျွန်တော်ဆက်လွယ်လေးထိုးထားတာခန္ဓာကိုယ်မှာယောက်ျားမဲ့အမျိုးသမီးအမျိုးသားဝတ်လို့ရပါတယ်ဒါကြောင့်ဝါစိမ့်နေစမဖျောင်းနိုင်လေးဖြစ်ပါတယ်အဓိကတော့ဈေးဆိုင်တွေငွေပေးငွေယူလုပ်ငန်းတွေတခြားသောလုပ်ငန်းတွေအတွက်အဓိကပတ်စံကိစ္စလေးတွေအဆင်ပြေအောင်တစ်နေ့တစ်တိုင်းထွန်းရတဲ့ဝါစိမ့်နေစမဖျောင်းနိုင်လေးဖြစ်ပါတယ်ဒါကြတော့ကိစ္စကြီးမားမားကြုံတဲ့အခါမှာထွန်းရတဲ့ယရနာဒီပန်းဆိုတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ယရနာဒီပန်းဆိုတာဥမာအမှုဖြစ်တာတို့ယာရုတိုးရှိတာတို့အိမ်ချမ်းမြေရောင်းကိစ္စတို့အန်ရရှိတဲ့ရက်ဒေတာလန်ခီတွေအန်ရကင်းဖို့ဒါတော့ချစ်ထုံးမပြေတဲ့မျက်နှာပွင့်တဲ့ပီယာသေးလေးဖြစ်ပါတယ်အင်းနေတော့ထည့်ပေးတာဒါတော့ဇီးသားရောက်မှလေးပါဒါတော့ကျွန်တော်တို့ဒိုးကလေးပါဆောင်ရရပစ္စည်းလေးတွေအလိုရှိတဲ့အခက်အခဲတွေရှိတဲ့ဆိုရင်လည်းအကူကြီးတောင်းနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေကြာသာပလေးသားသမီးအပေါင်းကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြပါစေနော်ကျမ်းမာရေးအဓိကပါကျမ်းမာရေးအခရာပါကျမ်းမာရေးအသက်ပါပဲကျမ်းမာရေးကောင်းကြပါစေလို့နော်ဆုတောင်းမေတ္တာပို့တာပါတယ်တောက်ကြသားသမီးများကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ပတ်စဉ်တောက်ကြနေ့ညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေတော်နမိတ်ဖြစ်ပါတယ်တေတော်ကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ချပေးတာပါပြီးခဲ့တဲ့ပတ်တွေတော့ကျွန်တော်ဒီအတန်နေနာနေတယ်အတန်နေမထွက်ဘူးဆိုတော့ရက်ကူးမလုပ်ဖြစ်ဘူးပေါ့နော်ဒါတော့စူးစမ်းပြီးလုပ်မယ်စနေနေ့ကိုလုပ်မယ်ဆိုတော့မလုပ်ဖြစ်ဘူးဒီတစ်ပတ်မှာလည်းပဲအတန်နေထားတော့ကြားတဲ့အတိုင်းပါပဲဒါပေမဲ့ကျွန်တော်ရဲ့မျောလင့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေရှိတယ်နော်အဲ့အတွက်စူးစမ်းပြီးတော့ရိုက်ကူးပေးခြင်းဖြစ်ပါတယ်အဲ့တော့ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ယူတော်မင်္ဂလာချန်ကဗုဒ္ဓဟူးနေ့ဆိုရင်ပိတ်ရဖြစ်ပါတယ်ပိတ်ရမှာလာကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအာနာမိပါတယ်နော်နောက်ကျွန်တော်တို့ခင်မွေး7ပါးရရတော့ပတ်စဉ်တနင်္ဂနွေနေ့မနေ့7နာရီဆိုရင်ခင်မွေး7ပါးရရရှိပါတယ်အင်္ဂါနေ့နဲ့ကျွန်တော်စနေနေ့ဆိုရင်နဝင်းပွဲရရရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာကြီး4ပါးရရရှိတယ်ကြာသပတေးနေ့မှာခေါင်းစည်းမင်္ဂလာရရရှိပြီးတော့တောက်ကြနေ့မှာတော့တရားပွဲရရရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့တချို့ကယူရိုမင်္ဂလာချန်မလာနိုင်တဲ့သူတွေကတော့ဒီဖုန်းနံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းအကူအညီတောင်းလို့ရပါတယ်အဲ့တော့ဟောဒရန်စီစဉ်လေးစပါမယ်နော်ဒီတပတ်တောက်ကြသားသမီးတွေအတွက်တေရောကတ်ခုနှစ်ကတ်ကဆိုရင်တော့အင်မတန်မှကံကောင်းစေတဲ့နံပါတ်တွေအများကြီးရှိပါတယ်မှာကျယ်ပွင့်နေပါပဲကျယ်ပွင့်ပရင်တို့ကျယ်ပွင့်လူလင်းတို့တက်စတာလို့ခေါ်တဲ့မျောလင်းချက်ပြေဝလေးမဲ့ကျယ်ပွင့်နေနောက်ကျယ်ပွင့်6ပွင့်လို့ခေါ်တဲ့ကျယ်ပွင့်ဧကရီအများကြီးပါပဲเนาะတထေးလောင်မဟာတထေးလောင်လို့ပြောမယ်ဆိုရင်တော့ပြောလို့ရမယ်တေတော်နမိတ်တွေဖြစ်ပါတယ်အဲ့တော့ပထမဆုံးတောက်ကြသားသမီးတွေရဲ့အလုပ်အကိုင်အတွက်ဒီတေတော်ကခုနှစ်ကကလေးကိုကျွန်တော်ဟောကိန်းလေးတွေအရင်ရေးထားတာပေါ့နော်အစီအစဉ်ကြောင့်စနစ်တကျဖြစ်အောင်အဲ့ဒါလေးတွေကိုလည်းကျွန်တော်ဟောပေးပါမယ်နံပါတ်1ကတော့ဒီတောက်ကြသားသမီးတွေရဲ့စီးပွားရေးအလုပ်အကိုင်အကြံစီတွေနဲ့ပတ်သက်တဲ့နမိတ်ကကြတော့ကျွန်တော်တို့ကျယ်ပွင့်လူလင်းဆိုတဲ့နမိတ်ဖြစ်ပါတယ်ကိုစိတ်ကူးထားတဲ့လုပ်ငန်းသစ်တွေနောက် project အသစ်တွေရှင်ချက်ချင်းအခုချက်ချင်းကိုစတင်ပါတယ်တေချာပေါက်အောင်မြင်လိမ့်မယ်တဲ့အောင်မြင်မလားဆိုရင်တော့မြေကြီးကိုလက်နဲ့ပုတ်တာတော့မှလွဲနိုင်သေးတယ်အကျိုးပေးတဲ့ကာလပါပဲတိုးချက်လောက်ကင်တင်သလားဆိုရင်ရဲကြီးတိုးချက်ပြီးတော့လောက်ကင်တင်တယ်အထူးသဖြင့်ဘာလုပ်ငန်းလေးတွေမှာရင်းနှီးမြှုပ်နှံတင်တယ်ဆိုရင်မြေယာအဆောက်အုံမြေယာလုပ်ငန်းတွေပေါ့နော်မြေရောင်းမြေဝယ်လုပ်ငန်းတွေနောက်အဆောက်အုံတွေစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနောက်တစ်ခုကငွေပေးငွေယူလုပ်ငန်းတွေ
အဲ့ဒီမှာယင်းနှိမ့်မြုပ်နှံမယ်ဆိုရင်တော့ဒီကာလတွေမှာပို့ပြီးတော့အကျိုးအမြတ်ဖြစ်ထွန်းစေမှာဖြစ်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့သူကကျယ်ပွင့်ဘယင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီကကြတော့ဒါကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းကအင်မတန်မှပြည့်စုံကြွယ်ဝပြီးတော့အရှိန်အဝါကြီးမားတဲ့ဆွေမျိုးသားချင်းတွေရဲ့ကုညီပံ့ပိုးပေးမှုတွေရတတ်ပါတယ်အဲဆွေမျိုးသားချင်းတွေကြီးကငွေကြေးကုညီလုပ်ငန်းတွေအထောက်အပံ့တွေအများကြီးလည်းရနိုင်တယ်အထူးသဖြင့်ဘယ်လိုလဲဆိုတော့သူကကင်းဆိုတာဘယင်နမိတ်ပါအဖိုးတို့ဖခင်တို့ဦးလေးတို့တော့ဆက်သူကမိတ်ဆွေကိုစီးပွားရေးလက်တွဲခေါ်တာတွေအမွေပေးတာတွေနော်လုပ်ငန်းတွေတီထောင်ပေးတာတွေကြုံတတ်ပါတယ်အဲ့တော့ဆွေမျိုးကောင်းအားကိုးရမယ့်အချိန်ကာလဆိုရင်လည်းမမှားပါဘူးနော်နောက်လူမျိုးရေးနဲ့ပတ်သက်တဲ့ကံတာရာနမိတ်မှာကြတော့ဒုဗယင်မဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီလူမျိုးရေးပေါင်းသင်းသက်ဆိုင်မှာတဲ့ကိုကစတာလို့ပါပဲလူချစ်လူခင်များမယ်ကိုယ့်ရဲ့စကားပြောပုံဆိုပုံဝတ်ပုံစားပုံတွေကလူတွေကိုဆွဲဆောင်နိုင်မယ်လူချစ်လူခင်တွေများမယ်မိတ်ဆွေပေါင်းသင်းတွေထဲမှာကိုကဥဆောင်ပြီးတော့စီစဉ်ရတာနေရာပေးခံတာမျိုးတွေကြုံရမယ်အထူးသဖြင့်လုပ်ငန်းခွင်ကမိတ်ဆွေတွေနဲ့ဆက်ဆံရေးအထူးကောင်းမွန်တယ်သူတို့စီကနေပြီးတော့အကြံကောင်းဉာဏ်ကောင်းတွေရရှိတတ်တဲ့အချိန်ကာလပါပဲနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာမှာကျတော့ဓာလူလင်ဆိုတဲ့နမိတ်ကြတာပေါ့အဲ့တော့အဲ့တော့နည်းနည်းသူကသတိထားမဲ့ကံတရားပါပဲဒီကဘလို့ကိစ္စလဲဆိုငွေဝင်ပေမဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတန်တရားများတတ်တာပေါ့နော်စုံစမ်းစစ်ဆေးတာတွေများနေတတ်တာပေါ့အကျွေးရမလားဆက်နိုင်မလားတဲ့ပေးတရားကြီးတွေပေးနိုင်မလားဆိုရင်အကျွေးကိစ္စတွေမှာကျတော့စကားများမယ်အခြေအတင်တွေပြောရတာတွေရှိတယ်နောက်ဓာကပ်ဖြစ်တဲ့အတွက်သူကပြက်သားသားပြောရမယ်အချိန်ခါရောက်တာပေါ့ထီကန်နေပါလေဆိုရင်တော့ဒီချိန်မှာထီထိုးတာတဲ့ကိုယ့်ရဲ့ဉာဏ်ဇွဲလုံးလာဝရိယကိုအားသုံးပြီးတော့ရှာဖွေတာပို့ပြီးတော့ထီရောက်ပါတယ်နော်နောက်တစ်ခုကစီးပွားရေးလုပ်ငန်းရှင်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့အတက်အကျတွေငွေကြေးသတင်းတွေနောက်ကဘာနဲ့ပတ်သက်တဲ့ချိတ်ဆက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အတက်အကျတွေအဲ့ဒါတွေကိုစောင့်ကြည့်ပြီးတော့မှလှုပ်တဲ့အချိန်ကာလဖြစ်ပါတယ်နောက်ကျမ်းမာရေးမှာကျတော့ the star တဲ့ the star နမိတ်ကကျတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးတဲ့ဘာမှပူစရာမရှိပါဘူးယောဂဝေဒနာအလုံးဟာတက်တာပြောက်ကင်းနိုင်တယ်စိတ်ရဲ့ကိုယ်ပါကြည်လင်လန်းဆန်းမဲ့အချိန်မှာပဲအဲ့တော့အလှပရေးရာကျမ်းမာရေးလိုက်စားမှုတွေလုပ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။မှာယောဂဆော်တာတွေပါလေပေါ့နော်ယောဂဆော်တာတို့ဂျင်ဆော်တာတို့အဲ့ဒါတွေအကောင်းဆုံးပါပဲ။နောက်သူကရေနမိတ်ဖြစ်တဲ့ရေများများတောက်ပါတဲ့။နောက်တဘာဝတရားနဲ့ထိတွေ့ပါတဲ့။အဲဒါကျမ်းမာရေးကံတလာပိုကောင်းပါပေါ့နော်။တဘာဝတရားနဲ့ထိတွေ့လို့နေရာမရှိရင်တော့ယူတော်မင်္ဂလာချမ်းလာခဲ့ပါနော်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေတဲ့အတွက်ကြတော့ကျွန်တော်တို့ကျယ်ပွင့်ကိုးပွင့်တဲ့နမိတ်ပါဒီနမိတ်ကတကူတော်ကြွယ်ဝခြင်းဆိုတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့ပညာရေးအတွက်ငွေကြေးကုန်ကြခံပြီးတက်ရောက်တဲ့သင်တန်းတွေနိုင်ငံခြားပညာတော်သင်ကိစ္စတွေထူးထူးခြားခြားအောင်မြင်တတ်ပါတယ်သင်တန်းတက်ရင်နဲ့ငွေဝင်နိုင်တဲ့ပညာမျိုးတွေရတတ်ပါတယ်ဥပမာဒီဇိုင်းတို့အကြောင်းမြတ်ရတနာလုပ်ငန်းတို့အလှပတို့ဘာသာရေးမှာကြတော့လေအေးချမ်းချမ်းနဲ့ကုသိုလ်ယူခွင့်တွေရမယ်ဥယျာဉ်ချမ်းမြေမှာတရားထိုင်တာမျိုးတဘာဝနဲ့နှီးသက်တဲ့ကုသိုလ်မျိုးတွေပြုလုပ်ရင်ပို့ပြီးတော့စိတ်ရချမ်းသာရှိပါမယ်။နောက်ခြေနောက်ရင်းနဲ့ပတ်သက်တဲ့နမိတ်ကြတော့ဓာခုနှစ်လက်တဲ့နမိတ်ကြတာပေါ့နော်။အဲ့ဒါတော့အိမ်တော်ရေးမှာအဲ့လိုကလေးထွက်တာပေါ့။တတိထားမယ်စီးပွားရေးတွေအရန်ကောင်းနေပြီးတော့အခြေမှာကြတော့သူကမရိုးသားမှုလေးတွေရှိနေတာပါ။ကိုယ့်ချစ်သူအိမ်တော်ဘက်ကကိုယ့်ဘမှာတခုခုဖုံးကွယ်ထားသလိုလျှို့ဝှက်ထားသလိုမျိုးလေးရှိနေတတ်ပါတယ်ကိုယ်တိုင်ကလည်းအလုံးများလုံးတော့ချစ်သူပေါ်မှာလင်းဟင်းသလိုမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်အခြေမှာတန်တရားတွေမဝင်ရအောင်ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးဖို့အတွက်အထူးလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်တစ်ဖက်ကကျတော့စီးပွားရေးအိမ်အောင်ရေးကံတာတွေကောင်းတာပါနော်အဲ့တော့တောကြသားသမီးတွေအတွက်ငါးကနန်းအဝါရောင်နဲ့အနီရောင်နဲ့ကောင်းတယ်ငါးကနန်းတေကနန်းကောင်းတယ်ပေါ့နော်မြေပဲလော်မြေပဲကြော်အဲ့ဒါနဲ့စွန့်တော့ကပ်ပြီးတော့ဆူတောင်းရင်တောက်ကြသားသမီးများအတွက်ကံစားတာတွေပို့ပြီးတော့ကောင်းမွန်စေမှာဖြစ်ပါတယ်ဒါတောက်ကြသားသမီးများတပတ်တာအတွက်တွေ့ကြုံရမယ်ကံကြမ္မာနမိတ်တွေဖြစ်ပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့ဟောပြီးသွားပြီဆိုတော့အဆောင်ရရာပစ္စည်းလေးတွေကိုနည်းနည်းလေးပြောပြပါမယ်ဒါကတော့အဘဇာကြီးမင်းသိန်ခါကြီးကြီးပရောက်ပတိလေးဖြစ်ပါတယ်ဒါကြီးနဲ့ပရောက်သားနဲ့ရောပြီးတော့အပီးပေါက်
ပြီးပေါက်ဆိုကိုယ့်ရဲ့အလုပ်ကိုင်းနေကြံစီတွေစိတ်ကူးတွေကိုမြန်မြန်ဆန်ဆန်ပြည်စီပြည်မြောက်အောင်မြင်စေဖို့အတွက်ဖြစ်ပါတယ်ဒါတော့ဝါစိတ်နေတဲ့အဆောင်လက်ပတ်လေးတွေပါကျမကြီးကောင်းဖို့တံပြန်စမာလေးနဲ့လှုပ်ထားတဲ့လက်ပတ်လေးဖြစ်တယ်ဒါကြတော့စီးပွားရေးကောင်းဖို့ကြီးလေးကြီးစမနဲ့စီရင်ထားတဲ့အဆောင်လက်ပတ်လေးဖြစ်တယ်ဒါကတော့သူအခြေရေးတို့အိမ်တော်ရေးတွေမှာကံကောင်းစေဖို့အတွက်အဆောင်လက်ပတ်လေးဖြစ်ပါတယ်ဒါကြတော့ဆက်လွယ်လေးပါအဆောင်ဆက်လွယ်လေးဆွနော်ဒါတော့ကြတော့ကျွန်တော်တို့ဝါစိမ့်နေစမဖျောင်းနိုင်နေဖြစ်ပါတယ်အဓိကဈေးဆိုင်နေစီးပွားရေးလုပ်ငန်းရှင်တွေသူကကိုယ့်ရဲ့လုပ်ငန်းမှာတစ်နေ့တစ်တိုင်းထွန်းတာပေါ့နော်ဒီဖျောင်းနိုင်ထွန်းကြည့်ကြတယ်အောင်မြင်ကြပါတယ်ဒါတော့အကြောင်းကိစ္စကြီးငယ်ကြုံတဲ့ကအတိတ်ထံပြီးထွန်းရတဲ့ယရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်အမှုဖြစ်တာတို့တရားတစ်ပေါင်းဖြစ်တာတို့စတဲ့ကိစ္စတွေအတွက်ထွန်းတာပါအဲတော့ဇီးသားရောက်မှလေးပါအိမ်နေချန်နေတိုက်တွေကားတွေကုန်ပစ္စည်းတွေကိုရိုက်ရတာပေါ့ဒါတော့ဒိုးကလေးပါဒါတော့ချစ်ထုံးမပြေပြရသေးနော်ဒါလေးကတော့ကျွန်တော်တို့စီရင်ပေးထားတာပါ9ရက်သားသမီးများကြီးကောင်းကျိုးအတွက်အဲတော့လိုအပ်တယ်ဆိုရင်တော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းတောက်ကြသားသမီးပေါင်းကိုကြမ်းမှစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာပါနော်စနေသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့တောက်ကြနေတော့လည်းကျွန်တော်အတန်နေနည်းနည်းနာနေတာပေါ့နော်အတန်မထွက်လို့အကွေးလေးမလို့ဖြစ်ပါဘူးเนาะဒီတစ်ပတ်မှာတော့ဒါမပြောက်သေးပေမဲ့လည်းကြိုးစားပြီးတော့ရိုက်ကူးပေးခြင်းဖြစ်ပါတယ်ဒီဟောစရန်လေးကိုစောင့်မျှော်နေတဲ့သူတွေကိုလည်းအရင်အားနာပါတယ်เนาะအဲ့တော့ဟောစရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောခြင်းပါကျွန်တော်ယူရိုမင်္ဂလာချန်ကဗုဒ္ဓဦးနေ့ပိတ်ရက်ဖြစ်ပါတယ်ပိတ်ရက်မှာလာတဲ့တခါလေးမသိလို့လာကြတဲ့ဧည့်သည်တွေကိုလည်းအားနာပါတယ်ပုံမှန်တိုင်းဆိုရင်တနင်္ဂနွေနေ့မနေ့7:00နာရီရောက်တိုင်းကျွန်တော်တို့ခင်မွန်းကြီး10ပါးလူရရာပွဲရှိပါတယ်နောက်စနေနေ့နဲ့အင်္ဂါနေ့မနေ့7:00နာရီမှာနဝင်းပွဲရရာရှိပါတယ်အင်္ဂါနေ့ညမှာကျတော့ဓာကြီးလေးပါလူရရာပွဲရှိတယ်ကြာသပတေးနေ့မှာခေါင်းစိတ်မင်္ဂလာရရာလုပ်ပေးပါတယ်တောက်ကြနေ့မှာကျတော့တရားပွဲရရာရှိပါတယ်နော်လာစဉ်1ရက်နေ့ကနေ10ရက်နေ့အတွင်းဗေဒင်တင်တန်းနေရှိပါတယ်တင်တန်းတက်ကျင်တဲ့သူတွေလာတက်လို့ရပါတယ်နော်တင်တန်းကြီးပေးကြမလို့ပါဘူးအခမဲ့ပညာဒါနသင်ပေးတဲ့ပညာဒါနသင်တန်းတွေဖြစ်ပါတယ်တချို့ယူရောမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့ဖုန်းနေနဲ့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ကြာလာတဲ့နမိတ်ကတော့အင်မတန်မှစနေသားသမီးတွေအတွက်တဲတော်နမိတ်လေးတွေဖြစ်ပါတယ်စနေသားသမီးတွေမှာဆိုရင်တော့ကျဲပွင့်တွေကျဲပွင့်လူလင်းတို့ကျဲပွင့်ရှစ်ပွင့်တို့ကျဲပွင့်ဧကရီတို့နော်အများကြီးပဲကျဲပွင့်တွေနဲ့ပတ်သက်တဲ့နမိတ်တွေအများကြီးပါတဲ့နမိတ်ဖြစ်ပါတယ်အင်မတန်မှအားတက်စရာကောင်းပါတယ်အဲ့ဒါလေးတွေလည်းကျွန်တော်ကြိုတင်ပြီးတော့ဟောစရန်လေးတွေရေးထားတာပါနော်ဟောကိန်းလေးတွေကျွန်တော်ဟောပြပါမယ်နံပါတ်1ကတော့စီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်တဲ့ကံတာရနမိတ်ပါအဲ့မှာကျဲပွင့်လူလင်းဆိုမြင်းနဲ့ကြီးကိုစီးပြီးတော့ရွှေတင်းကားကင်ထားတဲ့သူရဲကောင်းနမိတ်ကဖြစ်ပါတယ်ဒီကသဘောတရားဘာလို့ညွှန်ပြတာလဲဆိုတော့ဖြစ်ဖြစ်နဲ့မှန်မှန်ဖြစ်ပါတယ်အလုံးမှာရုပ်တရက်ကြီးထပေါက်သွားတာမျိုးတဲ့ကိုကြိုးစားရင်ကြိုးစားသလောက်တည်တည်ငြိမ်ငြိမ်နဲ့တိုးတက်လာတတ်တဲ့အချိန်ကာလလေးဖြစ်ပါတယ်အောင်မြင်မလားဆိုရင်တေချာပေါအောင်မြင်မယ်လှုပ်တင်မလှုပ်တင်ဆိုရင်တေချာပေါလှုပ်တင်ပါတယ်ဒါပေမဲ့ဘာလို့လဲဆိုတော့ဇွဲလုံးလာဝရိယတော့လိုပါတယ်တိုးချက်လောက်ကင်တင်သလားဆိုရင်စွန့်စားပြီးတော့အကြီးကြီးချဲ့တာမျိုးတဲ့လက်ရှိလုပ်နေတဲ့လုပ်ငန်းလေးကိုပဲပို့ပြီးတော့စနစ်တကျဖြစ်အောင်ပို့ပြီးတော့ခိုင်မာအောင်အရင်လုပ်တင်တဲ့အချိန်ဖြစ်ပါတယ်ခြေလမ်းတိုင်းကိုပေါ့နော်တည်တည်ချာချာတွက်ချက်ပြီးတော့မှလှမ်းတင်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ကကြတော့ကျဲပွင့်6ပွင့်တဲ့နမိတ်ကြတယ်ဒီနမိတ်ကအပေးယူမျှတာခြင်းကိုပြတဲ့နမိတ်ပါပဲဆွေမျိုးအတိုင်းဝိုင်းမှာကိုကကူညီရတာမျိုးတွေရှိသလိုကိုယ့်ရဲ့အခက်အခဲကိုဆွေမျိုးသားချင်းတွေကပြန်လဲပြီးတော့ကူညီထောက်ပံ့တာမျိုးတွေလည်းကြုံရတတ်ပါတယ်အမွေကိစ္စတွေငွေကြေးရှုပ်ထွေးနေတာရှိရင်လည်းအားလုံးဒီကာလရောက်တဲ့အခါဆွေမျိုးသားချင်းတွေနဲ့ကိုယ်နဲ့ကြမှာမျှမျှတတပြေလည်သွားနိုင်ပါတယ်ဆွေမျိုးတွေနဲ့ဆက်ဆံရေးအထူးတာယာဖြောင်ပြူတတ်တဲ့အချိန်ကာလဖြစ်ပါတယ်နောက်
ဆွေမျိုးသားချင်းပြီးတဲ့အခါကျတော့စနေသားသမီးတွေရဲ့လူမှုရေးပေါ့ပေါင်းသင်းဆက်ဆံရေးရကြတော့သူကကျဲပွင့်ကိုးပွင့်နမိတ်ပါဒီကအတိတ်ပဲကြတော့လူမှုရေးပတ်ဝန်းကျင်မှာကိုယ့်ခြေတော်ဘကိုရည်တည်နိုင်တဲ့လူပြည့်စုံသူတယောက်အဖြစ်သတ်မှတ်ခံရမယ်နော်သူများစီမှာအကူအညီတွေတောင်းကြမလို့ပဲနဲ့ကိုယ့်ရဲ့အချိန်ဝါကိုယ်တင်းတင်းတဲနေနိုင်မဲ့အချိန်ကာလပါပဲမိတ်ဆွေပေါင်းသင်းနေရတော့မှကိုယ်အားကြလေးစားရမယ်အနေအထားမျိုးပိုင်ဆိုင်ရတတ်တဲ့လူမှုရေးကံတာမျိုးရှိပါတယ်တော်တော်လေးကောင်းတာပေါ့နော်လူမှုရေးပြီးတဲ့အခါငွေကြေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဓာဘရင်နမိတ်ကြပါတယ်နော်ငွေကြေးကံအထွတ်ထိပ်ကိုရောက်နိုင်ပါတယ်တဲ့အကျွေးတွေရနိုင်မယ်တေချာပေါက်ရဆက်ကြခြင်းလဲအေးစစ်စစ်ရှင်းလိုက်ပြေလည်နိုင်မဲ့ကံတာမျိုးရှိပါတယ်ထီကံတွေစမ်းနိုင်ပါတယ်နော်ထီပေါက်သလိုချမ်းသာတာတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအိမ်ချမ်းပြေအယောင်းဝယ်တွေကနေအကျိုးအမြတ်အများကြီးရပြီးတော့ဘယင်တစ်ပါးလိုချမ်းသာကြွယ်ဝသားတတ်တဲ့ကိန်းမျိုးဖြစ်ပါတယ်။နောက်ကျမ်းမာရေးကဓာဘရင်တဲ့ငွေကြေးမှာအရန်ကောင်းပြီမဲ့စနေသားသမီးတွေကျမ်းမာရေးတော့နည်းနည်းသတိထားရမယ်နော်။သူကဓာရဲ့သဘောအရအကျော်အချင်းနာကျင်နာတွေ့တိုးတာခေါင်းကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါမို့ခွဲစိတ်ကုသခံရတာစေုံစေကံပြတာမျိုးတွေကြုံရတတ်ပါတယ်။ဒါပေမဲ့သူ့ရဲ့နမိတ်ကကင်းဆိုတာဘယင်နမိတ်ဖြစ်တဲ့အတွက်ဆရာဝန်ဆရာမတွေရဲ့စနစ်တကျပြတ်သားတည်ကြလေးကုသလိုက်အဲ့နဲ့ပတ်သက်တဲ့ကံမှာကျတော့ဒုသုံးချောင်းဆိုတဲ့နမိတ်ကြတယ်ပညာရေးသင်တန်းကိစ္စတွေမှာနိုင်ငံခြားကိုမျှော်မှန်းပြီးတော့ပြင်ဆင်တာတွေအွန်လိုင်းကနေပြီးတော့ချိတ်ဆက်သင်ယူတာတွေအထူးအောင်မြင်ကိန်းရှိပါတယ်လက်ရှိနေရာတဲ့ပုံမကျပြန့်တဲ့နေရာတစ်နယ်ပယ်တစ်တွေကိုတိုးချက်လေ့လာမဲ့အချိန်ဖြစ်ပါတယ်ဘာသာရေးမှာတော့ရေးကြီးကျိုးမျှော်မှန်းပြီးတော့တည်ငြိမ်နဲ့ကုသိုလ်ယူရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကစနေသားသမီးတွေရဲ့အခြေရဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာဆိုရင်ဓာလူလင်းတဲ့နမိတ်ဖြစ်ပါတယ်အခြေရဲ့အိမ်တော်ရင်းတဲ့ဒီကဏ္ဍမှာကြတော့တဲ့နည်းနည်းတော့ဂရုစိုက်ရမှာနော်အခြေမှာနည်းနည်းကြောက်ကုသလေးတွေဖြစ်တတ်ပါတယ်ချစ်သူအိမ်တော်ဘက်နဲ့စကားပြောရင်အထင်လွဲတာတယောက်နဲ့တယောက်ဖုံးနေနော်လိုက်စစ်တာတန်တရားဝင်တာမျိုးတွေရှိတတ်ပါတယ်တဲ့ဒါကထိကနေဆိုအခြေတင်ပြောတတ်တဲ့အချိန်မို့အခြေမှာနားလည်မှုနဲ့သီးခံခြင်းကိုရှေ့တန်းတင်ပြီးတော့မှတာယာဖြောင်ပြူတဲ့ဘဝကိုသွားရောက်တင်တယ်လို့အကြံဉာဏ်ပေးကြပါတယ်ဒါစနေသားသမီးတွေအတွက်တဲရောကခုနှစ်ကတ်နဲ့ဟောပေးခဲ့တာဖြစ်ပါတယ်စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အစိမ်းရောင်နဲ့အနက်ရောင်နဲ့ကောင်းပါတယ်အစိမ်းရောင်နောက်၄ကဏ္ဍခုနှစ်ကဏ္ဍကောင်းတယ်ပေါ့နော်ရှောက်သီးတုံနဲ့စွန်းတော်ကပ်ပြီးတော့လူရဆူတောင်းမယ်ဆိုရင်ဆူတောင်းပြည့်မဲ့အချိန်ကာလပါပဲအဲတော့ကျွန်တော်တို့ဟောစတန်လေးပြီးသွားပြီဆိုတော့အဆောင်ရရာပစ္စည်းလေးတွေကိုနည်းနည်းလေးပြောပြချင်ပါတယ်ဒါတော့ဘာသာရေးမင်းသင်္ကာရဲ့ကြီးနဲ့ဗတော့ပြီးပေါဆိုတဲ့ပတိလေးဖြစ်ပါတယ်ပြီးပေါဆိုတာမိမိတို့ရဲ့အလုပ်ကိုင်းတွေကြံစီတဲ့စိတ်ကူးတွေရွေချက်တွေကိုမြန်မြန်ဆန်ဆန်ပြည်စည်းစေတယ်ပြီးမြောက်စေတယ်အောင်မြင်စေတယ်ပေါ့နော်အဲတော့ဗတော့သားနဲ့ကြီးနဲ့ရောပြီးတော့အဆောင်လေးလောက်တတာပေါ့ဒါလေးကစောင်းထားတာနဲ့စွမ်းပါတယ်စိတ်မဲ့ဆိုရင်လည်းပတိစိတ်နီးလေးတွေရှိပါတယ်ဒါတော့အဆောင်လက်ဖွဲ့လေးတွေပါဝါစိမ့်နေအင်းစမလက်ပတ်လေးတွေပေါ့နောက်ချမ်းမကြီးကောင်းမှုအတွက်တံပြန်စမနဲ့လှုပ်ထားတဲ့လက်ပတ်လေးဖြစ်ပါတယ်စီးပွားရေးကောင်းမှုအတွက်ငွေကြေးနဲ့လှုပ်ထားတဲ့လက်ပတ်လေးပါဒါတော့ပီယာလက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့ဝါစိမ့်နီဒါတော့အစလွယ်လေးပါအဲ့ဒီအင်းနေနဲ့စီရင်ထားတဲ့အဆောင်စလွယ်လေးဖြစ်ပါတယ်အမျိုးသားအမျိုးသမီးတွေစောင်းလို့ရပါဒါကြတော့ဝါစိမ့်နေစမဖျောင်းနိုင်ဖြစ်ပါတယ်နော်စီပွားရေးတို့အယောင်းဝယ်ကောင်းဖို့အတွက်တနေ့တိုင်းထွန်းရတာပါဒါတော့ရတနာဒီပန်ဖျောင်းနိုင်ကို့မှာအကြောင်းချင်းကကိစ္စကြီးမှာအတိတ်တန်ပြီးတော့ထွန်းရတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်နော်ဒါတော့စီးသားရောင်းမလေးဖြစ်တယ်ဒါကတော့ဒိုးကလေးဖြစ်တယ်ဒါကတော့ချစ်ထုံးမပြည့်ပြရစီအဲ့လေးတွေကတော့ကျွန်တော်ခုနှစ်ရက်သားသမီးတွေရဲ့ကောင်းကျိုးအတွက်ဆိုပြီးတော့မဟာမလတ်တဲ့ကြားတွေကကျွန်တော်တို့စူးစမ်းပြီးတော့လှုပ်ဆောင်ထားတဲ့ဟာလေးတွေဖြစ်ပါတယ်အဲ့တော့ကိုကအယူတော်မင်္ဂလာချမ်းကိုလာမယ်ဆိုရင်လည်းရပါတယ်မလာနိုင်ဘူးရဝေးကနေပြီးတော့လှမ်းပြီးတော့မှားခြင်းနဲ့ဆိုရင်လည်းဆက်သွယ်နိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးပေါင်းကိုချမ်းမှာစိတ်ချမ်းသာပါစေနော်ဘဝလန်းကြီးလန်းကိုအေးချမ်းသာယာစွာပူပန်တော့ကကင်းစွာနဲ့ရှောင်လန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်